ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တန်စင်ကဘာ Audio Book YouTube Channel ကနေကြိုဆိုပါရစေ။ပရိသတ်တွေအတွက်ဒီ Channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ပရလောကရဲ့ဖြစ်ရစမ်းချေဇလံကောင်းတွေနဲ့အတူတူအားလုံးရဲ့အကြိုက်နဲ့ထပ်တူကြားမယ့်ဇလံတွေကိုနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့မှာပြောပြပေးဖို့အတွက်ယူဆောင်လာတဲ့ဇလံကောင်းတစ်ပုဒ်ကတော့စာရေးဆရာတက္ကသိုလ်တင်မြင့်ရေးသားထားတဲ့ကြားနာဆိုတဲ့ဇလံကောင်းတစ်ပုဒ်ကိုပထမပိုင်းဒီနေ့တင်ဆက်မှာဖြစ်ပါတယ်။ဒီကနေ့ရဲ့တင်ဆက်မှုမစခင်မှာ Channel ကို Like and Subscribe နဲ့အားပေးဖို့တောင်းဆိုချင်ပါတယ်။ဇလံအသစ်တွေတင်တိုင်းသိရှိစေနိုင်ဖို့အတွက်ဘေးနားက Notification ကိုနှိပ်ထားပေးပါရှင်။ Hey မင်းခမပါစပ်ပိတ်ထားပါ။ဥပဆိုကျောက်လက်ထဲကတနက်ကတကယ်ပြစ်မှာကျုပ်ဘဝမထူးဘဝလေခမကိုကျုပ်ပြစ်တတ်ပြီးရင်လွတ်အောင်ပြေးမယ်မလွတ်ရင်ကျုပ်တနက်နဲ့ကျုပ်ကိုကျုပ်ပြစ်တတ်မယ်။ဥပဆိုဘဝကတော့လေငွေကြေးလေးကြီးတက်ချမ်းသာတယ်။အရွေကလည်းအသက်50နဲ့တန်ထုံးမြန်ထုံးနဲ့မတိချင်းစမ်းမာနဲ့ဥပဆိုးရေနှစ်ထပ်တိုက်အိမ်ကြီးရဲ့အပေါ်တက်အိတ်ခမ်းကျဲတစ်ခုအတွင်းမှာဖြစ်ပါရီဥပဆိုကညအိတ်တော့ရန်သူအိတ်ခမ်းထဲသို့ဝင်လာပြီးတကားပိတ်အိတ်ရပေါ်ကိုပြစ်လေးလိုက်တာနဲ့သူ့ကိုတွေးလိုက်ရတာကြောင့်ကမန်းကနန်းအိတ်ရာနဲ့လူးလေးထကမတရက်ပြီးတော့သူ့ကိုအထိတ်တလန့်မေးမြန်းလိုက်ခြင်းဖြစ်တယ်သူဆိုတာကတော့သူ့ကိုဘယ်သူမှမသိနိုင်အောင်ဦးကောင်းတစ်ခုလုံးလဲပင်တိုင်ကောင်းဆိုအနက်ကြီးဆွတ်ထားတယ်။မျက်စိနှလုံးနေရာမှာသာကြည့်နိုင်မြင်နိုင်မှုအပေါက်ပါတယ်။သူဟာအနက်ရောင်စပိုရှယ်လက်ရှည်ဝတ်ထားတယ်။ဘောင်းမီအနက်ဝတ်ဆင်ထားတယ်။ရှူဖက်နဲ့အနက်စီးထားတယ်။လက်နှစ်ဖက်လုံးမှာလက်အိတ်နဲ့ဆွတ်ထားတယ်။ဒီတော်လဲသူ့ကိုဥပဆိုးကဘဲသူဘဲဝါဆိုပြီးသိနိုင်တော့မှလေ။သူ့လက်ထဲမှာတနက်အသေးစားပြောင်းတွန်းနဲ့တလက်ကင်ထားတယ်။အဲ့ဒီတနက်နဲ့ဥပဆိုးချိန်ထားတာမျိုးမဟုတ်ဘဲတာမန်ကင်ထားရုံပုံစံမျိုးသာရှိနေတယ်။ဥပဆိုးကလည်းခေသူမဟုတ်သူတိုက်အိမ်ချန်ထဲမှာတန်းရမှာမွေးထားတဲ့တပည့်ချမ်းတွေရှိနေတယ်။ဒါပေမဲ့အခုလက်ရှိအခြေအနေမှာတနက်ကင်အဝတ်နဲ့လူနဲ့ဥပဆိုးအိတ်ခမ်းတွင်ပိတ်မိနေတယ်။ဥပဆိုးရဲ့အိတ်ခမ်းထဲရှိပြီးတော့အန်ဆွေးမှာဥပဆိုးရဲ့တနက်ရှိပါတယ်။ဒါပေမဲ့အဲ့ဒီတနက်ကိုဥပဆိုးယူနိုင်ခွင့်မရှိအောင်အဝတ်နဲ့လူကလက်ဦးထားတယ်။တို့တိုင်အောင်ဥပဆိုးကမကြောက်ဘူး။ဒီလိုကောင်းတပည့်မျိုးတွေကိုတောင်းဥပဆိုးကနိုင်နေစွာအုပ်ချုပ်ထားနိုင်နေသူဖြစ်တယ်။မင်းဘသူလဲကျုပ်ဘသူလဲဆိုတာဥပဆိုးသိဖို့မလိုပါဘူး။ကျုပ်နာမည်ကြားနာလို့ပဲမှတ်ထား။မင်းငါအိတ်ခမ်းနဲ့ဘာလို့ရောက်နေတာလဲ။ဥပဆိုးကျွန်တော်ဓမြလာတိုက်တာလေ။ဥပဆိုးစီကကျွန်တော်ငွေ10သိန်းလိုချင်တယ်။အမကြီးကျယ်လို့မင်းကဘာကောင်မို့ငါငွေ10သိန်းပေးရမှာလဲ။ဩဗျာကျုပ်ကဓမြလာတိုက်တာပါဆိုမှတော့လောကကြီးမှာဘယ်ဓမြကကျွန်တော်နာမည်ဘယ်သူပါလို့ပြောရရှိလို့လေဗျကဲဥပဆိုရဲ့မိခင်တက်တာကိုဖွင့်လိုက်ပါမဖွင့်ဘူးကွဖန်အဝိနဲ့လူကတနက်နဲ့ပြက်လိုက်တယ်သူရဲ့တနက်ကအသေးစားလေးမို့ဒိုင်းကနေအတန်မမြည်ပဲဖန်ကနေသာအတန်ထွက်လာတယ်ဥပဆိုမတရက်နေတဲ့ခြေဘဝနှစ်ဖက်ကြားအလဲတဲ့တဲ့တို့ကြီးစံဆိုင်ဝင်သွားပြီးတော့ပေါ်လင်းရောင်ဖိတ်တောက်တစ်သားတုံးပါကေးခင်းထားတဲ့တစ်သားကြံငင်ပါကေးတုံးကလေးတစ်ခုကျွတ်ထွက်လို့သွားတယ်အိတ်ခမ်းကလည်းအတန်လုံးအိတ်ခမ်းဖြစ်ပြန်တနက်တန်ကလည်းတင်းငယ်ပြန်မှုတနက်တန်ကိုအပြင်ကနေမကြားနိုင်ဘူးဒီတနက်လေးကဓာတ်သမ2-5ပဲရှိပေမဲ့အနီးကပ်ပြင်ရင်အုံတို့နှလုံးတို့ဥကောင်းအုံနောက်တို့ထိသွားရင်တော့တေနိုင်လောက်တယ်ဗျမမိုက်ချင်တဲ့ဥပါစုခမရသိမ်းမောင်ထောင်နဲ့ချီပြီးချမ်းသာတယ်လို့ပဲပြီးတော့ခမရချမ်းသာသမျှဟာတမအာစီဝါလုပ်ငန်းကရတဲ့ပတ်စံတပြားမှမပါဘူးဒူးစရိုက်နဲ့ရတဲ့ငွေတွေပဲအခုကြောက်တောင်းတဲ့ငွေ10သိန်းဆိုတာခမရအငေးအနှောင်းထားတဲ့တယောက်ရဲ့ကုန်ကြငွေတောင်မရှိပါဘူးဥပဆိုကအဝိနဲ့လူကိုမျက်လုံးကမီးကိုထွက်မတက်ပြန်ကြည့်တယ်တကယ်တော့အခုဖြစ်နေတာကဥပဆိုအဖို့ကြားကောင်းကိုချင်းကြိုက်ခံရတယ်လို့ဖြစ်နေတယ်ဒီလိုအဝိနဲ့တနက်ကင်လူချမ်းမျိုးဥပဆိုလက်အောက်မှာ20အစိတ်ရှိတယ်ဒီလိုတပည့်ကောင်တွေအားလုံးဥပဆိုဆရာသမားအဖြစ်ပြဝတ်သူတွေကြီးဖြစ်တယ်အခုလောလောဆယ်မှာအဝိနဲ့ပတ်ပြီးတနက်အသေးစားလေးနဲ့မလောက်လေးမလောက်စားကသူ့ကိုဓမြတိုက်နေတာမို့ခံမြင်လာတယ်ဥပဆိုရဲ့ဒေါသမျက်လုံးနဲ့အဲ့ဒီအဝတ်နဲ့သူကိုမီးထွက်လာလိမ့်မလားထင်ရအောင်စူးစိုက်ကြည့်နေသေးတယ်လက်ရှိမှာတော့အဝတ်နဲ့လူကလက်ဦးနေပြီတကယ်လေသူကအကျန်းဖက်လင်မိမိကိုပြစ်မဲ့အရေးလက္ခဏာရှိနေတယ်အဲ့ဒီလူကအလွန်သွေးအေးသူမှန်းလေတိတာတယ်ခမ ्याई တိတ်ယုံပါတယ်ဥပါစုတကယ်ဆိုခင်စန်းဝီဟာ10တန်းကျောင်းသူလေးပဲရှိသေးတယ်နောက်ပြီးတော့ကောင်မလေးမှသူ့ချစ်သူရှိနေပြီးသားကောင်မလေးတို့မိသားစုအားကိုးနေရတဲ့ကောင်မလေးရဲ့အဖေဟာခမ ्या ခိုင်းနဲ့တရားမဝင်အလုပ်တွေလုပ်လာခဲ့ပြီးခမ ्या ကြီးအနေနဲ့ခင်စန်းဝေတို့သားအမိကိုကျေးဇူးတည်တတ်တဲ့အနေနဲ့ကူညီဆောင်ရှောက်တင်တယ်အခုတော့ခမ ्या ကြီးရပဲ
ကောင်မလေးခင်စန်းဝေကိုကြံစီနေတယ်တကယ်ချစ်လို့သိမ့်ပိုက်တာမျိုးဆိုရင်တော့ကျုပ်ဘာမှမပြောလိုပါဘူးခမရဲ့ဘဏ္ဍယောင်မြောက်မရငယ်ဖြစ်ချင်းဖြစ်သွားပါစေမယားမမတ်ယူတာမျိုးဆိုတော်သေးတာပေါ့အခုတော့ခမကြီးကကာမဘလူးကြီးပဲခင်စန်းဝေကိုအပျော်တက်တက်ကြီးကြံစီတာဒါရီမင်းနဲ့ဘာမှမဆိုင်ဘူးဒါပေါ့ဥပါစုခင်စန်းဝေမိသားစုနဲ့ကျွန်တော်ကသွေးသားတစ်စက်ကလေးမှမတော်လို့ပေါ့တကယ်လို့သာသွေးသားတစ်စက်လေးလောက်သာတော်ဆက်ရင်အခုဆိုခမသွေးနေပြီပေါ့ကဲဒါရီထားလိုက်ကျွန်တော်လိုချင်တဲ့ငွေ10 သိန်းသာထုတ်ပေးတော့ဗျာအောင်မငါဘာလို့မင်းကိုငွေ10 သိန်းပေးရမှာလဲလူဘောင်းဝလို့ခမကိုကြုတ်တမတိုက်နေတာလေဥပါစုဘာတိုက်မပေးဘူးကွာဖန်အဲ့ဒီလူကတကယ်ပြက်လိုက်တယ်ဥပါစုခြေတစ်ဖက်မြောက်တက်သွားပြီးအားကုံအော်ကကိုတစ်ဖက်လေသွားတယ်ဥပါစုရဲ့လက်ရဘက်ပေါင်တစ်ဖက်ကပူကနေကျင်ကနေမီးစားနဲ့အထိုးခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်နောက်တစ်ချက်ဆိုရင်ခမပေါင်ခွာကြားတဲ့ကိုပြက်ထဲမယ်ဥပါစုမယုံမရှိနဲ့ကျုပ်တနက်ပြက်မှာတကယ်လက်ဖြောင်းတာနော်ဒီတနက်ကြည်စံလောက်လေးနဲ့ခမရဲ့ပေါင်ကြားခွာစုံကိုပြက်ထဲလို့သိတော့မသိဘူးပေါ့ဗျဒါပေမဲ့ခမတက်တက်လုံးယောက်ျားပြန်မဖြစ်တော့ဘူးပေါ့ဗျာဥပဆိုရင်မျက်နာကခတ်ထန်နေရမှာကြောက်လန့်တော့အသွင်ကူပြောင်းသွားတယ်အခြားနေရာတိုင်းမှာလိုပဲကိုကကြားဖြစ်ခဲ့တော့လေယခုလည်းငင်းအခြေအနေမှာကိုကယုံတငင်ဖြစ်သွားပြီဒီလူတွေကိုကြည့်ရတာကလည်းတကယ်လုံးမဲ့ပုံပေါ်နေတယ်ဥပဆိုကသူ့ခါးကြားမှာအမြဲတစေမချတန်းချိတ်ထားလေးရှိတဲ့တော်ရဲကြီးကိုဖြုတ်ယူကလူတွေအဝတ်နဲ့လူကိုလှမ်းပေးလိုက်တယ်ရော့တော့တွေဟောဟိုမှာမိခင်တက်တာဒီလိုပဲရမလဲဥပဆိုကိုယ်တိုင်မိခင်တက်တာကိုဖွင့်မှာခမ ्या ကိုကျုပ်ကနောက်ကနေပြီးတနက်နဲ့ချိန်ထားမယ်မတက်တာပြီဥပဆိုထော်နှင်းနဲ့မိခင်တက်တာစီသွားပြီးတော့မိခင်တက်တာကိုသူ့ကိုယ်တိုင်တော့ဖွင့်ပေးရတော့တယ်မိခင်တက်တာထဲမှာငွေဆက်ကိုတွေအစီလိုက်အထက်လိုက်ရှိနေတယ်ရွှေနဲ့ပြုတ်လောက်ထားတဲ့စိန်ပဒံများစတဲ့လက်ဝဲရတနာတွေလည်းဘူးမပါတီအတိုင်းစုပုံထည့်ထားတယ်အခန်းကမီးရောင်နဲ့တဖြက်ဖြက်တောက်ပနေကြတယ်ဥပဆိုကမလုံသောအကြည့်နဲ့လူရွယ်ကိုပြန်ကြည့်တယ်ဒီလက်ဝဲလက်စားတွေကိုသာဒီအဝတ်နဲ့လူရှုသွားရင်ဥပဆိုအဖို့တိမ်မောင်းများစွာဆုံးရှုံးသွားတော့မှဖြစ်ပါရီကျုပ်ကိုပြန်မကြည့်နဲ့ဥပဆိုစိတ်ချခမ ्या မိခင်တက်တာတွေကကျုပ်လိုချင်တာငွေ10 သိန်းကိုပဲတခြားပါအောင်မှလက်ဖျားနဲ့တောင်မတူငွေ10 သိန်းကိုတော့ဗန်ထုတ်တွေမပေးနဲ့အဟောင်းထုတ်တွေပဲပေးအဝတ်နဲ့လူပြောတဲ့အတိုင်းဥပဆိုကတွတ်ပင်ငွေဆက်ကိုအဟောင်းထုတ်10 သိန်းဖို့မိခင်တက်တာတွေကထုတ်ယူတယ်တွတ်တက်လေးပင်ဆောင်ရွက်ပါရီတော်ကြအဲ့ဒီလိုစိတ်ပြောင်းပြီးမိခင်တက်တာထဲမှာရှိတဲ့ငွေအားလုံးနဲ့လက်ဝဲရတနာတွေအားလုံးကိုသာရှူသွားခဲ့ရင်ဥပဆိုချမ်းသာသမျှအများကြီးထိခိုက်သွားနိုင်တယ်ငွေ10 သိန်းကိုခမ ्या ဘေးရိုးဘော်ကဆွဲအိတ်ရှူပြီးထည့်လိုက်ပါဥပဆိုလိုက်နာရီဘီယိုဘော်ဆွဲအိတ်ကိုယူကငွေ10 သိန်းအားလုံးမြင်ထည့်လိုက်တယ်ပြီးတော့မိခင်တက်တာကိုပြန်ပိတ်တော့ခတ်ပြီးဆွဲအိတ်ကိုအဲ့ဒီလိုထံကိုပြန်လျှောက်လာပြီးပေးလိုက်တယ်ပေါင်မာထိမှန်ထားတဲ့တနက်တန်ရာကသွေးတွေလမ်းလျှောက်တိုင်းကျဆင်းနေပြီးဥပဆိုလမ်းလျှောက်ရမှာထွန်းနှင်းဖြစ်နေတယ်ဆွဲအိတ်ကိုအဝတ်နဲ့လူတွေကပခုံးမှာဆက်လွယ်တိုင်းလွယ်လိုက်တယ်ပြီးတော့သူ့ရဲ့ဘောင်းမီအိတ်ထဲမှာအတင်ဆောင်ယူလာတဲ့လက်တန်းလုံးခန့်နိုင်လွန်ကြိုးကွေလေးကိုထုတ်ယူကဥပဆိုးကိုလက်နောက်ပြန်ကျိုးတုပ်တယ်ကျိုးစားကိုကတင်ချီတိုင်နဲ့တွဲချီထားတယ်ဥပဆိုးပါဇက်ကိုလက်လေးလုံးခန့်ရှိပြက်ကျဲသောပလက်စတစ်နဲ့ပိတ်ဆို့ကတ်ထားလိုက်တယ်အဲဒီနောက်ပတင်းပေါက်ကိုဖွင့်ကပတင်းပေါက်ကတဆင့်6 ပေခန့်အကွာမှာရှိတဲ့တရက်ပင်ကြီးရဲ့အကိုင်းကိုခုန်ကူပြီးဘားကျုံကစားသလိုတရက်ပင်ခိုင်းပေါ်ကိုရောက်သွားပြီးတော့တရက်ပင်စီကအောက်ကိုဆင်းသက်သွားပြီးတော့ဥပဆိုကအဲ့ဒီလူနဲ့ရဲ့ဘာမဆိုပေါ်ပါတော့လက်စွာလှုပ်ဆောင်သွားတာကိုလည်းငေးကြည့်တွေ့မြင်ရတယ်ဒီကောင်ယူနေလားဗီဒီယိုတိတ်ခွေတွေမှာမကြခဏကြည့်ဘူးတဲ့စိတ်တစားလူဆိုပုံမျိုးတကယ်ဖြစ်နေသလားမိခင်တက်တာထဲမှာငွေ10 သိန်းကိုသာယူသွားတယ်ငွေ10 သိန်းလောက်ဆိုတာကဥပဆိုးလို့လူအဖို့အပျော်တန်း3 ဖြုံးငွေမျှတာဖြစ်တယ်ဘီယိုထဲမှာအပေါ်ဝိုင်းမှာတိမ်မောင်အများကြီးတန်မိုးရှိတဲ့လက်ဝက်လက်စားတွေရှိတဲ့အပြင်မိခင်တက်တာရဲ့အောက်အန်ဆွဲထဲမှာတန်မိုးကြီးမားလာတဲ့ရတနာမျိုးစုံရှိသေးတယ်စိတ်တစားဆန်တဲ့လူဆိုးတွေကတာမန်ရိုးလူဆိုးတွေထက်ပိုရညံထက်မြက်တဲ့လှုပ်ရှားမှုပို၍တွက်လက်တယ်လို့ဥပဆိုကြားဘူးတဲ့ရုပ်ရှင်ဗီဒီယိုတွေမှာလည်းဇလန်းကြည့်ဘူးတဲ့ရဲကိုတိုင်ရကောင်းမလားဥပဆိုစဉ်းစားတယ်ဒါပေမဲ့ရဲကိုတိုင်လို့တော့မဖြစ်လို့တောင်းကိုယ့်အကိုပြန်တတိထားဆုံးဖြတ်ရတော့တယ်ကိုတိုင်ကမဟုတ်တော့ဒုစရိုက်လုပ်ငန်းတွေတတိကြီးလှုပ်ဆောင်ခဲ့တယ်အခုလဲလှုပ်ဆောင်နေစေဖြစ်တယ်ညောင်မြတူးလေးမှာပုတ်တင်ဥတွေပေါ်သွားမိကိုစိုးရင်တဖြင့်ရဲကိုတိုင်လို့တော့မဖြစ်ဘူးပြီးတော့အဲ့ဒီအဝတ်အနက်နဲ့စိတ်တစားလူဆိုးလူရွယ်ကိုမိမိကဘလို့မှမှတ်မိနိုင်လိုက်သည်မဟုတ်သူ့အသားဖြူသလားမဲသလားဆိုသည်ပင်ဥပဆိုတီးခွင့်မြင်ခွင့်မရလိုက်ဘူးအရက်အမောင်းအဖြစ်မြင်မာပြီးကိုလုံးကိုယ်တွေကြစ်လက်ပြီးဒေါင်ကောင်းဗလာကောင်းလူရွယ်တယောက်ဟူ၍သာဥပဆိုပြောနိုင်နေခေါင်းစောအမေအင်းကြီးအမေဘောင်းမီအမေဖနက်အမေဝတ်ထားပြီးထောင်မောင်းကြစ်လက်သူတယောက်လိုပြောယုံနဲ့လုံလောက်တဲ့တိုင်ကျမ်းမဖြစ်နိုင်ဘူး
နောက်ဆုံးတော့ဥပဆိုဟာငွေစေသိန်းနဲ့ပြီးသွားတာပင်တော်သေးတယ်လို့သာသဘောထားလိုက်ရတော့တယ်ဒါပေမဲ့ဥပဆိုအဖို့ရရှိလိုက်တဲ့တနက်ထန်ရကြောင့်အနည်းဆုံးတစ်လလောက်အိမ်တွင်းမှာပင်ကြိတ်ပြီးကုသရတော့မယ်ထွန်းထွန်းကအိမ်ရှိမှထိုးရက်လိုက်တဲ့ Honda 125cc မော်တော်ဆိုင်ကယ်အနီရောင်တဲ့လူကိုငေးကြည့်နေမိတယ်စီလာတဲ့လူနဲ့ဆိုင်ရင်မော်တော်ဆိုင်ကယ်အတိုင်ငယ်သေးနေပြီးလူကောင်ကလည်းထွားနေတယ်လူရွယ်တယောက်ပင်ဖြစ်ပါတယ်လွယ်အိတ်တစ်လုံးကိုဆက်လွယ်တိုင်းလွယ်ထားတယ်လွယ်အိတ်ကအနှဲရောင်ဖြစ်ပြီးဖောင်းနေပါတယ်အဲ့ဒီလူတွေကထွန်းထွန်းရဲ့အိမ်လေးစီကိုတန်းဝင်လာတယ်နေကောင်းနေတော့ကိုထွန်းထွန်းဦးကြောင်ကြောင်ဖြစ်သွားတယ်မော်တော်ဆိုင်ကယ်နဲ့လာပြီးလွယ်အိတ်လွယ်ဆင်းလာတဲ့လူတွေကိုထွန်းလုံးဝမသိဘူးမမြင်ဘူးတော့ကြောက်မယ်ကျွန်တော်နာမည်ကိုဓာတ်ထီကြီးခေါ်တာဆိုတော့ခမလူမားတာတော့မဟုတ်နိုင်ဘူးပေါ့ဗျာအေးဗျာ sorry ပဲကျွန်တော်ခမကိုတခါမှမသိကျွမ်းဘူးတာတော့အမှန်ပဲဒါပေမဲ့ထိုင်ပါဗျာတီမတီကျွန်တော်စီလာတာကျွန်တော်ရဲ့ဧည့်သည်ပဲပေါ့ထွန်းရဲ့အခြေအနေကနွမ်းမာတယ်တင်ငန်းချုံမျိုးနယ်ရှိလမ်းတလန်းမှာအိမ်ငယ်လေးတစ်လုံးနဲ့နေထိုင်နေအိမ်ထဲမှာစပွဲကလထိုင်စောင့်ရပရိဘောဂတွေမရှိဘူးအိမ်ရှိဝရဏမှာသာထန်းသားပက်လက်ကလထိုင်နှလုံးချထားတယ်မော်တော်ဆိုင်ကယ်နဲ့လာတဲ့သူကထန်းသားထိုင်ကုန်တစ်လုံးမှာထွန်းရဲ့ဖိတ်ခေါ်ချက်အရာထိုင်ချလိုက်တယ်ကိုထွန်းကကျွန်တော်ကိုမသိပေမဲ့ကျွန်တော်ကကိုထွန်းကိုသိနေတယ်ဆိုတော့ဟုတ်လားကျွန်တော်ကိုဘလို့ပုံစံမျိုးနဲ့သိထားတာပါလေအားနာတယ်ဗျလူတယောက်ကကျွန်တော်ကိုသိနေပါတယ်ဆိုရက်သားနဲ့ကျွန်တော်ပြန်ပြီးမသိပါဘူးလို့ပြောရတာတော်တော်လူမှုရေးအရာကျွန်တော်ရိုင်းနေတာပဲနောက်ပြီးလာလေတဲ့လူကိုစော်ကားရလဲရောက်နေတယ်ခွင့်လွှတ်ပါဗျရပါတယ်ဗျကျွန်တော်ကိုယ်တိုင်ကလည်းကိုထွန်းကိုနာမည်ရဲ့နေရဲ့လိပ်စာရဲ့နဲ့ကိုထွန်းအကြောင်းအချို့ကိုသိထားပေမဲ့ကိုထွန်းကိုမြင်ဘူးတာအခုပထမဆုံးအချိန်ပဲပြောရရင်တော့ခင်စန်းဝင်နဲ့ပတ်သက်ပြီးကိုထွန်းရဲ့နာမည်နဲ့နေရဲ့လိပ်စာကိုကျွန်တော်သိထားတဲ့ပုံစံမျိုးပါခင်စန်းဝေဆိုတာခမရဲ့ချစ်သူမဟုတ်လားကိုထွန်းအော်ကိုထွန်းဆိုသူရဲ့အမှုအရာနဲ့ပြောပုံဆိုပုံမှာအားတက်တဲ့ရောမရှိတော့ကြောင်းလူတွေကအကဲခံမိတယ်ဘလို့လေးပြကိုထွန်းခမကိုကြည်ရတာဘာမဆိုအားလျှော့ထားပြီးအင်အားမရှိတဲ့ပုံစံကြီးပါလားခမဘယ်သူဘယ်ဝါမှန်းတော့ကျွန်တော်မသိတာအမှန်ပါပဲအခုကျွန်တော်လက်ရှိအခြေအနေကကျွန်တော်ဘယ်သူဘယ်ဝါဆိုတာကအရေးမကြီးပါဘူးလေအရေးကြီးတာခမနဲ့ခင်စန်းဝေမြန်အဆင်ပြေသွားဖို့ပဲဟုတ်လားအဲ့ဒါပဲကျွန်တော်ပြောချင်တာပါခမလည်းအစမ်းရဲ့အခြေအနေကိုသိပြီးဖြစ်မှာပေါ့ဖက်အေကြီးကထောင်ကျသွားတယ်ဗျသူ့အမေကယောဂတဲ့သူ့မောင်လေးကရှစ်တန်းကျောင်းသားလေးဖက်အေလည်းထောင်ကျရောသူတို့ရဲ့မိသားစုမှာဒုက္ခကတ်ဆိုင်တော့တာပဲခမကဝင်းကယ်ပေးပေါ့ကိုထွန်းခမရဲ့အစမ်းကိုခမကအမြန်ဆုံးလက်ထပ်လိုက်နောက်ပြီးသူတို့ရဲ့မိသားစုတာဝန်ကိုခမအားလုံးယူလိုက်ဒါဆိုပြေးလေရောပေါ့ဗျာကိုထွန်းဦးကောင်းကိုဖြီးလေးစွာနဲ့ခိုင်းရင်ပြလိုက်တယ်ကောက်ရိုးမြင်ရောလူရောအားလုံးနဲ့သွားယုံရှိတော့မှာပေါ့ဗျကျွန်တော်ကကောက်ရိုးမြင်မယ်ကျွန်တော်မှနစ်နေတဲ့အစမ်းတို့မိသားစုကိုကဲတင်နိုင်တဲ့အခြေအနေနဲ့အင်အားမရှိဘူးလေပြောပါအောင်ဘလို့အခြေအနေနဲ့အင်အားမရှိတာကိုကျွန်တော်ကိုယ်တိုင်ကဟော်ရီအတော်ရဲ့အိမ်မှာကတ်နေရတယ်အတော်အလန်ထိတ်မှာမဟင်းကားဆိုင်ဖွင့်ရောင်းနေအဲ့ဒီအတော်ကပဲကျွန်တော်ကိုကြောင်းထားပြီးလို့အခုဝိစာတမ်းမှာကျွန်တော်တတိယနှစ်ရောက်နေတယ်ကျွန်တော်မှတခြားအားကိုးစရာဘာမှမရှိဘူးအစမ်းနဲ့ကျွန်တော်စိတ်ကူးထားတာကကျွန်တော်ဘွဲရပြီးရအလုံးဝင်းလုံးမယ်အလုံးရပြီးရင်အစမ်းကိုလက်ထပ်မယ်အစမ်းရဲ့တာဝန်နဲ့ကျွန်တော်ယူမယ်ပေါ့လူရွယ်ရလောက်ဝါကပြလိုက်တယ်အဲ့ဒီစီမံကိန်းကိုရေးတယ်မျောပြစ်လိုက်ပြီးတော့ကိုထွန်းအခုလက်ရှိအခြေအနေမှာခမရဲ့အစမ်းကဥပဆိုးဆိုတဲ့ဘူတာကြီးကငွေအင်အားနဲ့ကဲတင်ရှင်းလို့ဘာလို့နဲ့ပြီးပြီးခင်စန်းဝေကိုအပိုင်စီးဖို့စူးစမ်းနေတာမဟုတ်လားအဲ့ဒါကိုလေခမသိနေတယ်မဟုတ်လားကိုထွန်းကလေးတွဲစွာနဲ့ခေါင်းညင်ပြတယ်အစမ်းကတငုံနဲ့အဲ့ဒီဥပဆိုစူးစမ်းနေတဲ့အကြောင်းကျွန်တော်ကိုပြောပြပါတယ်ဖြစ်နိုင်ရင်အဲ့ဒီဥပဆိုလက်ကအမြန်ဆုံးလွတ်အောင်ကျွန်တော်နဲ့လက်ထပ်ကြပါလို့ပြောနေတယ်အဲ့ဒါသိမှန်တာပေါ့ခမလှုပ်เสียဒီလမ်းပဲရှိတာပဲအဲ့ဒီဥပဆိုကြီးကဒုစရိုက်ကောင်လူဆိုလူယုံမာကြီးဗျခမအစမ်းကိုတရားဝင်လက်ထပ်ယူမဲ့လူကြီးလည်းမဟုတ်ဘူးဗျဒါတောင်ခမကလက်ပိုက်ကြည့်နေမလားကျွန်တော်ရဲ့လက်ရှိအခြေအနေကကောက်ရိုးမြင်းလို့ကျွန်တော်ပြောတာပဲဗျမခင်စန်းဝေရဲ့မအေကြီးကတော့သူ့သမီးမခင်စန်းဝေနဲ့ဥပဆိုကိုဘလို့သဘောထားတယ်လဲဗျာအစမ်းကသမီးနုထွတ်လေးဥပဆိုရဲ့မြည်အရွယ်လောက်ရှိတာသူတို့မှစားရမယ်တောက်ရမယ်ဘဝရောက်နေရင်တော့ဥပဆိုလိုလူကြီးကိုဘယ်လက်ခံညင်မလဲဒါပေမဲ့ထားပါခမဆက်ပြောမဲ့ဒါပေမဲ့ကိုကျွန်တော်သဘောပေါက်ပြီးသားပါသူ့အမေကြီးကငွေမက်ပြီးအလိုတူအလိုပါမဟုတ်ရင်လည်းပြီးတာပဲနောက်တစ်ခုကျွန်တော်မေးချင်တာကခမရဲ့ချစ်သူအစမ်းကိုခမရဲ့နေကတကယ်ကိုပဲနစ်ကချစ်ရလားဟာဗျာပြောပါကိုထွန်းရွယ်သူယောက်ျားချင်းပဲဗျဒါမျိုးပြောရတာရှက်စရာမှမဟုတ်တာမေးဖို့တောင်မလိုတဲ့မိကုန်းမေးဗျအခုဆိုကျွန်တော်ခံစားနေရတာအစမ်းစိတ်နဲ့မရှူနိုင်မကယ်နိုင်ခံစားနေရလို့ကိုတောင်တက်တည်ပြစ်လိုက်ချင်းနေမိတယ်ကိုလည်းဘာမှမတက်နိုင်ကိုမျက်စိအောက်မှာပဲဥပဆိုရဲ့လက်ထဲရောက်သွားမှကိုလေမမြင်ရနိုင်နဲ့ငါတီးတာပဲကောင်းမေးလို့ဘာလို့တီးရမှာလဲဗျယောက်ျားပဲဓာတ်ထက်ကိုထွန်းကိုကျွန်တော်ထပ်မေးရအောင်မယ်
ဆက်စုလိုက်တာလို့တော့မထင်နဲ့ပေါ့ဗျအခုနေခမရအလို့ထွက်လို့မေးဆိုရင်ဘာအလိုမျိုးလှုပ်တက်လဲထုံထုံတွေးဝေသွားတယ်အဲ့ဒါကိုကျွန်တော်တွက်ပြီးစူးစမ်းကြည့်ပြီးပြီကျွန်တော်မော်တော်ကားမောင်းတတ်တယ်ကျွန်တော်အဖေကမကွယ်လွန်မီကဒရိုင်ဘာလုပ်ခဲ့တယ်အဖေကကားမောင်းတင်ပြီးလို့ကျွန်တော်အသက်16နှစ်သားကလေးကကားမောင်းတတ်တယ်အသက်18နှစ်ပြည့်တာနဲ့ကျွန်တော်ရင်မောင်းလိုက်စင်ရထားတယ်အခုအစမ်းတီလို့ဖြစ်လာတော့ရင်မောင်းအလုပ်ကျွန်တော်လိုက်ရှာတယ်မလွယ်ကြောကြီးပဲဗျစပုံငွေတပြားမှမတက်နိုင်တဲ့လူကိုဘယ်ကားပိုင်ရှင်ကမှပေးမမောင်းဘူးအလုံးမခန့်ဘူးလေခမည်းမော်တော်ကားငှားမောင်းလို့ရတဲ့ထားအောင်ခမည်းတက်နေတဲ့တတိယနဲ့စတဲ့နဲ့ပြတ်သွားမလားကိုထုံထုံကပွဲရကနေပြီမဟုတ်လားဒါကတော့ဖြစ်ပါရဲ့စာပေးစာယူတို့အဝေးတင်တို့နဲ့အပြင်ကစာမေးပွဲဆက်ဖြေလေရတာပဲအဲ့ဒီလူတွေကသူ့ဆက်လွယ်တိုင်းထားတဲ့လွယ်အိတ်ကိုပခုံးကချွတ်ခါနှစ်ယောက်သားအလဲမှချထားလိုက်တယ်ဟောဒီလွယ်အိတ်ထဲမှာငွေ8သိန်းပါတယ်အဲ့ဒီငွေ8သိန်းကိုကျွန်တော်ကကိုထုံထုံကိုချီးခဲ့မယ်ဒါဆိုရင်ခမည်းအဖို့တက္ကစီကကောင်းကောင်းတစ်စီးစဘောငွေတင်ပြီးငှားမောင်းလို့ရနိုင်မလားဟာသိရတာပေါ့ကားတန်တန်ကောင်းကောင်းနဲ့ကို့အတွက်သိကြံမယ်တက္ကစီကားမျိုးစဘောတင်ကားလို့ရနိုင်တာပေါ့နည်းနည်းပါးပါးတော့ငွေပို့အောင်မယ်ဒါပေမဲ့ဗျာလူတွေကလော်ဝါကားပြလိုက်တယ်ဆက်ပြောပါကိုထုံထုံအဲ့ဒီလိုစဘောတင်မောင်းရင်ခမည်းအတွက်ဘယ်လောက်အကျိုးရှိနိုင်လဲအဲ့ဒီလိုစဘောဝင်များများတင်ကားတာမျိုးကြတော့ကန်ထရိုက်စာချုပ်စနစ်နဲ့ငှားတာမျိုးပဲကားငှားတဲ့အုံတော်တစ်လောက်ကိုဘယ်လောက်ကျွန်တော်ကပေးရမယ်ဆိုတဲ့လနှုံးသက်မှတ်ပြီးနှစ်ဦးသဘောတူစာချုပ်ချုပ်လက်မှတ်ထိုးရမယ်အုံတော်မငှားတော့ဘူးဒါမှမဟုတ်ရင်ကျွန်တော်ကစမမောင်းကျင်တော့ဘူးဆိုရင်တစ်လကြိုတင် notice ပေးရမယ်အုံတော်ကိုကားပြန်တဲ့အချိန်မှာကားယူစဉ်ကအခြေအနေအတိုင်းမော်တော်ကားရှိနေရမယ်လိုအပ်တာရှိရင်အုံတော်ကပြန်အမ်းမယ်စဘောငွေတွေကနှုတ်ယူပြီးမှပြန်အမ်းမယ်မော်တော်ကားကိုစဘောတင်ငှားထားသူကိုပေးထားရမယ်အဲ့ဒါကန်ထရိုက်ကအကျန်းသဘောပါပဲကားကိုကွာယူထားပြီးကျွန်တော်နေရောညရောမောင်းမယ်ဆိုရင်ကားကောင်းတာတန်တာအပေါ်မူတည်ပြီးကျွန်တော်ဝင်ငွေကောင်းကောင်းရနိုင်တာပေါ့အဲ့ဒါမစူအဲ့ဒီအလောက်ကဝင်ငွေနဲ့ခမည်းရဲ့အစမ်းမိသားစုစားဝင်နေရေးအဆင်ပြေနိုင်တာပဲကဲခုနကခမည်းပြောတဲ့ဒါပေမဲ့ကြီးကိုကျွန်တော်ကဆက်ပြောမယ်အဲ့ဒီလွယ်အိတ်ထဲကငွေ8သိန်းခမည်းယူထားအတိုးမရှိကျွန်တော်ကခမည်းကိုချီးထားတယ်ပေါ့ဗျာခမည်းရဲ့အစမ်းနဲ့မိသားစုစားစရိတ်ကုန်ကြငွေအပြင်ပိုရင်လဲစုထားပေါ့ဗျကျွန်တော်တို့တချီတဲ့ပြန်မဆက်နိုင်ရင်လေအရေးကြဆက်နိုင်တဲ့လောက်သာဆက်ထွန်းထွန်းကပါဇက်အဟောင်းသားနဲ့အဲ့ဒီလူရွယ်ကိုငေးကြည့်နေမိတယ်တွေးသားတော်ဆက်ဖို့နေနေတာအခုမှပဲမြင်ဘူးသူကအိမ်နာရရောက်လာပြီးငွေ8သိန်းပတ်ခနဲ့ချီးငှားထားသည်ကိုထွန်းထွန်းကတအံ့တော်ဖြစ်နေပါတယ်ခမည်းအစမ်းထိုးနဲ့မြဆွေမျိုးတော်သလားဗျအစမ်းရုပ်ချောသလိုခမည်းကလည်းရုပ်ဖြောင်းနေဒါဆိုလဲကိုဆွေမျိုးချင်းတွေပဲခမည်းအစမ်းကိုတိုက်ရိုက်သွားပေးပါလားခမည်းအစမ်းကိုဆွေမျိုးတော်ဖို့နေနေတာကျွန်တော်မြင်တော့မမြင်ဘူးတောင်ဥက္ကလာ6ရက်ကွက်ထဲမှာကျွန်တော်တငယ်ချင်းတစ်ယောက်ရှိတယ်သူကခမည်းနဲ့ခင်းစန်းဝေတို့အကြောင်းအားလုံးအသေးစိတ်သိနေတယ်ဖအေးထောင်ကြပြီးသူတို့မိသားစုလူယုံမှာဥပဆိုကြီးကဝင်မွေတော့မခင်စန်းဝေဘဝပြတ်တော့မယ်ဆိုတာအားလုံးသူသိထားတယ်သူကခမည်းရဲ့အစမ်းကိုရောခမည်းကိုရောတိတ်တနာပြီးကျွန်တော်ကိုခမည်းတို့အကြောင်းဂါဂါနာနာပြောပြလို့ပဲဒါဆိုအဲ့ဒီလိုကိုယ်တိုင်ကမြအစမ်းကိုသဘောကျနေလို့များလားဗျာထပ်3အဲ့ဒီကျွန်တော်တငယ်ချင်းကမိမနဲ့ကလေး2ယောက်နဲ့လူပါခမည်းအစမ်းကလည်းအဲ့ဒီရက်ကွက်မှာနေတာဆိုတော့အားလုံးအကြောင်းတွေသိနေပြီးဂယုဏတတ်နေလို့ကျွန်တော်ကိုဂယုဏစကားပြောတာကဲစိတ်ရှင်းရှင်းတန်းတန်းနဲ့ပဲဒီငွေနဲ့လောက်ကင်စားတော့ပြီးခမည်းအစမ်းကိုခမည်းမြန်မြန်လက်ထပ်လိုက်ပြီးတော့အေးဗျခမည်းရဲ့ကိုညီမှုကျွန်တော်တိတ်လို့ကျင်တာတော့အမှန်ပဲဘိုးဘိုးအောင်တောင်ဝင်းနဲ့လာတော့ပြီးမာသလားလို့တောင်ကျွန်တော်စိတ်ထဲအံ့ဩနေမိတယ်ကျွန်တော်စိတ်ထဲမှာဒီငွေတွေလက်ခံဖို့ရှိန်တိန်တိန်ဖိန်တိန်တိန်ကြီးဖြစ်နေတယ်ဘာလို့လဲတမျိုးကြီးပဲဗျဘလို့ခံစားရရဆိုတော့တောင်မပြောပြတတ်အောင်ပဲစိတ်ဓာတ်တအားကြပြီးလုံးဝမျောလင်းချက်မထားတာတခုဘုံကနေဖြစ်လာတာမျိုးကျွန်တော်သဘောပေါက်ပါရီကိုထွန်းထွန်းဒီငွေကိုရေးရေးသာလက်ခံပါကျွန်တော်ခမည်းနဲ့မနီးမဝေးမှာအမြင်ရှိနေမှာပါဒါပေမဲ့လည်းနောက်ထပ်2နှစ်ကြာမှကိုထွန်းထွန်းစီကျွန်တော်ပြန်လာခဲ့မယ်ကဲသွားမယ်ဗျာအဲ့ဒီလူရဲ့ထိုင်ရာကနေထားတယ်လွယ်အိတ်ကိုဒီအတိုင်းပင်ထားခဲ့တယ်အိမ်မောအစင်းမှာဒီမှာဗျာခဏထွန်းထွန်းလှမ်းခေါ်တာနဲ့အဲ့ဒီလူရဲ့ရက်ပြီးပြန်လှည့်ကြည့်တယ်ဒီငွေ8သိန်းကိစ္စကိုကျွန်တော်နဲ့စာချုပ်လောက်တော့ချုပ်ထားတင်တယ်မလိုပါဘူးကိုထွန်းထွန်းစာချုပ်ဆိုတာတယောက်နဲ့တယောက်မယုံကြည်ရတဲ့လူတွေလုပ်တဲ့အလုပ်ပါကိုထွန်းထွန်းကိုကျွန်တော်ယုံနေလေဗျာဘာပဲဖြစ်ဖြစ်ခမည်းနာမည်လေးလောက်တော့ကျွန်တော်တီးခွင့်ပေးဗျကျွန်တော်အဖို့ကိုကျေးဇူးရှင်နာမည်မသိဘူးဆိုတော့ဥပြစ်ခါတော့တက်ရောက်လွန်းနေလို့ပါနာမည်တီးတော့ရောဘာထူးမှလဲကိုထွန်းထွန်းကိုကျွန်တော်2နှစ်အတွင်းမှာလာတွေ့မှာမဟုတ်တာနာမည်ဆိုတာသင်္ကေတတစ်ခုအနေနဲ့မှတ်သားထားခြင်းနဲ့ဆိုရင်တော့ကျွန်တော်နာမည်ကိုကြားနာလို့ပဲမှတ်ယူထားပါကိုထွန်းထွန်းဗျာကြားနာဟုတ်လားခမည်းနာမည်ကိုကြားနာလို့မှတ်ထားရမယ်ဟုတ်လားကိုကြားနာဆိုသူကဥကောင်းတစ်ချက်ငင်းပြရင်သူရဲ့မော်တော်ဆိုင်ကရှိရာကိုထွက်သွားတယ်ထွန်းထွန်းကဒီလိုဘလို့လူပါလိမ့်လို့တွေးနေမိတယ်သူ့နာမည်ကိုကြားနာလို့ပေးထားသည်မှာမူလနာမည်တော့မဟုတ်တန်ရရေဘူးရအဖြစ်ဒဏ်ရာရပြီးနာသွားတဲ့ကြားတကောင်ကတာမန်ရိုးရိုးကြားထပ်ပုံမဒေါသတကြီးကုတ်ချစ်ကြိုက်ခဲတတ်တယ်
အဲ့ဒီလူကဘဝမှာနာကြီးသောတန်ရာဒဏ်ချက်ရထားသူတယောက်မို့သူ့ကိုယ်သူကြားနာလို့နာမည်ပေးထားခြင်းမျိုးပဲလားအဲ့ဒီလူမော်တော်ဆိုင်ကယ်နဲ့ပြန်မောင်းထွက်သွားတာကိုမျက်စိတစုံလိုက်ကြည့်ပြီးအဲ့ဒီလူမိမိမျက်စိအောက်ကပျောက်ကွယ်သွားလီမှထွန်းထွန်းကအဲ့ဒီလူထားသွားတဲ့လွယ်အိတ်ကိုတထိတ်ထိတ်ရင်ခုန်စွာနဲ့ဖွင့်ကြည့်လိုက်တယ်တကယ်ပင်ငွေဆက်ကိုတုတ်တွေတွေ့ရတယ်တထုပ်လင်ရင်ငွေတသိန်းထုတ်ထားပြီးအားလုံး၈ထုပ်တိတိရေတွက်တွေ့ရှိရတယ်ထွန်းထွန်းကတုံရီသောလက်တွေနဲ့ငွေဆက်ကိုထုတ်ကိုရေတွက်ပြီးရှင်ထဲမှာဝမ်းသာမှုအပြည့်နဲ့အဲ့ဒီလူကိုမျက်စိတစုံပြန်၍မြင်အောင်မိတယ်အဲ့ဒီလူကအရန်၅ပေ၈လက်မခန့်လောက်အထိမြင့်နေကိုယ်တည်းကြက်လက်ပြီးအရက်မြင့်သောကြောင့်သွေးတယုံရှိတယ်အသားရောင်ကညိုးသလိုရှိတော်လေပင်ကိုအသားညိုခြင်းမျိုးမဟုတ်ဘူးပဲနေလောင်လေးလောင်ထဲမှာသွားနေသူမို့မျိုးရောင်တန်းနေခြင်းမျိုးဖြစ်တယ်အကြောင်းကတော့သူရဲ့မျက်နှာနဲ့လက်ဖြံတို့ကနေလောင်လေးရောင်ညိုရောင်တန်းနေတော်လေသူရဲ့ခြေသလုံးသားတွေကပစိုးဝိဘောင်းပင်ဝတ်ချင်းဖြင့်ပင်ကိုအသားရောင်အတိုင်းခပ်ဖြူဖြူခက်လက်လက်ကိုထွန်းထွန်းတတိထားမိတယ်မော်တော်ဆိုင်ကယ်အစီးများသူများပင်အဲ့ဒီလိုပင်နေလောင်ထားတဲ့အသားရည်မျိုးရှိတတ်တယ်မိတို့ပင်ဖြစ်စေအဲ့ဒီလူတွေကိုဘသူကပဲတွေ့မြင်ယောက်ျားပီတောက်ပြီးတော်တော်ကြည်ကောင်းသောလူတစ်ယောက်လိုမှတ်ယူမိတာဖြစ်တယ်ထို့လူတူးလူဆန်လူချောလူလာတစ်ယောက်ပါပဲသူဟာတုတ်တန်ဝါအထိတက္ကစီကားငားလာပြီးအဲ့ဒီရတဆင့်တုတ်တန်တွေကိုချီချင်းရှောက်ဝင်လာတယ်မနေ့ကပင်သူရဲ့ဟွန်တာမော်တော်ဆိုင်ကယ်ကိုရောင်းပြလိုက်တယ်မယောင်းလိုဟာလည်းမဖြစ်သူဘိုင်ကျသွားပြီသူစရိတ်ကလည်းနေ့စဉ်မသေးလှဘူးမြို့ထဲရှိထိတ်တန်းတဲခိုခန်းတွေမှာလည်းသူတဲခိုတယ်ဟိုတယ်ကောင်းတွေမှာလည်းသူစားတောက်တယ်ဒါကသူ့မှာငွေထုံးနေတော့အချိန်မျိုးမှဖြစ်တယ်သူ့မှာငွေရှားပါသွားပြီဆိုရင်မြို့ဆောင်ကတဲခိုခန်းတွေမှာတဲခိုပြီးတော်ယုံလန်းပြီးထမင်းဆိုင်တွေမှာသူစားတောက်တယ်သူ့မှာအခြေတကြားအိုးအိမ်မရှိရှိရင်ရှိသလိုမရှိရင်မရှိသလိုစားတောက်နေထိုင်လေမှတော့သူ့လက်ထဲမှာငွေရကြာလီကုံလီမျိုးသားဖြစ်တော်တယ်ဒါပေမဲ့သူကမမှုဒါပေမဲ့နာကြီးသောအတိတ်ရှိတယ်လက်ရှိပြစ်စုံပန်ရှိတယ်သူ့လက်စီသူ့မှာအနာဂတ်ဘာမှမရှိဘူးရေစုံလျင်မျောလိုက်သွားပြီးရေစံကိုတွေ့ရင်သူအတင်လှော်ပြီးကုခတ်မြည်ဆိုတဲ့လူစားမျိုးဖြစ်တယ်နောက်ပြီးတော့သူကဘိုင်းကြားတိုင်းဓမြထွက်တိုက်သူမဟုတ်ဘူးသူစိတ်ထဲမှာဒီလူကိုဓမြတိုက်သိမ့်ပြီလို့ယူဆဆုံးဖြတ်မှသာလျှင်ကြာကြာနာနာအကွက်ကြကြဆင်ပြီးစီစဉ်ပြီးတိုက်သူဖြစ်တယ်ဥပမာခင်ဆန်းဝီလိုမိန်းကလေးတွေမှာအကျက်အတဲရောက်နေပြီမို့ဥပဆိုးလူကိုတကူတော့ဓမြတိုက်ခြင်းမျိုးသာသူပြုကျင့်ခဲ့တယ်သူဓမြတိုက်ခံရသူသည်တကယ်ပင်ကောင်းရုံကောင်းဝေသမားအာစီဝလုပ်ငန်းနဲ့ချမ်းသာတော်သူမျိုးဘယ်တော့မှမဖြစ်စီရအောင်မကောင်းမှုဒုစရိုက်လုပ်ငန်းနဲ့ချမ်းသာသူတွေကိုတောင်သူဟာတကူတော့ဓမြဝင်တိုက်တယ်ဥပဆိုးကိုဓမြဝင်မတိုက်မီ6လခန့်ကသူသည်တော့အရှာပြီးဆိုတဲ့အမျိုးသမီးကြီးရဲ့လေးတဲ့အမြင့်တိုက်ခန်းသို့တကူတော်ဝင်ရောက်ပြီးငွေ2သိန်းပိုးခန့်ဝင်တိုက်ခဲ့သေးတယ်ဒေါ်အရှာပြီးကိုတိုက်ခိုက်ယူခဲ့သည့်ငွေ2သိန်းထဲမှာကျူးကျူးဆိုတဲ့အမျိုးသမီးတစ်ယောက်ကိုငွေ3သိန်းခွဲပေးလိုက်တယ်ဒေါ်အရှာပြီးဟာဇိန်ခေါင်းမကြီးတဦးဖြစ်တယ်ဇိန်လုပ်ငန်းကိုတွင်တွင်ကျဲကျဲလုပ်နိုင်သူလည်းဖြစ်တယ်ဇိန်မေရီအနေနဲ့သူမတို့ဘာသာစိတ်တူသဘောတူဝေရောက်လောက်ကင်နေသူဆိုရင်သူကဘာမှဝင်ရောက်ဆွတ်ဖက်ခြင်းမရှိဘဲနေလိုက်တယ်ဒေါ်အရှာပြီးဖြစ်စေသဘောတူလောက်ကင်နေသောဇိန်မေရီကိုဖြစ်စေသူတို့လုပ်ငန်းသူတို့လုပ်နေကြတာပဲလို့သဘောထားလိုက်တယ်ကျူကျူဆိုတဲ့မိန်းကလေးကိုကြားတော့ဒါမျိုးမဟုတ်ကျူကျူဟာအရက်ပြဘဝကလာသူမဟုတ်စေးရဲပြီးအာကုန်မဲနေစေကမူသူမရဲ့တဝမ်းတခါအတွက်အဝတ်လျှော်ပကံစီစားတဲ့အလုပ်လေးနဲ့အချိန်ကောင်းလောက်ကင်စားတောက်နေရှာတဲ့မိန်းကလေးဖြစ်တယ်ကျူကျူဟာထိုက်တဲ့သောရုပ်ရည်ရှိပြီးကိုလုံးကိုယ်ရဲ့ကြည်ကောင်းတဲ့အပြိုမလေးဖြစ်တဲ့အသက်20သာရှိသေးတယ်ဒေါ်အရှာဘီယာကျူကျူကိုတွေ့တာနဲ့သူမအတွက်ငွေတုံးငွေကဲရွှေတုံးရွှေကဲဖြစ်လာနိုင်တာကိုမြင်နေဒေါ်အရှာဘီယာထောင်ချောက်စင်နေကျူကျူအပေါ်ပိုက်ကောင်အုပ်လေးပြီးငွေပိုက်ကောင်ဖြစ်ပါတယ်အချိန်မီတာတွေကိုသူတိလိုက်တယ်ကျူကျူအနေနဲ့ဒေါ်အရှာဘီပေးတဲ့ငွေတွေကိုလက်မခံမီဒေါ်အရှာဘီရဲ့လေးတဲ့တိုက်ခန်းကိုသူဝင်ရောက်ပြီးတကိုးတော်ဓမြတိုက်လိုက်ခြင်းဖြစ်တော့တယ်ကျူကျူကိုရင်းနှီးလောက်ကင်စားတော့ရငွေ3သိန်းခွဲသူကပေးလိုက်ပြီးကြံ9000ကိုတော့သူရဲ့အသုံးစရိတ်အတွက်ယူထားလိုက်တယ်ကျူကျူကငွေအရင်အနည်းရတာနဲ့သူမရဲ့ဇာတိတနတ်ပင်ကိုပြန်ကသူ့ရဲ့တဲအိမ်လေးမှာကုံကျုပ်ဆိုင်လေးနဲ့အခြေအနေတီးတန့်သွားတယ်သူကဒီလိုအကွက်ပေါ်လာမှထပြီးတကိုးတော့ဓမြတိုက်သူဖြစ်တယ်သူရဲ့ကိုကျိုးအတွက်ဘိုင်းကြားရင်းဓမြတိုက်သည်မျိုးမရှိဒေါ်အရှာဘီကိုဓမြမတိုက်မိရလေဒီလိုပင်ဒုစရိုက်ကောင်တွေစီကဓမြတိုက်ခဲ့တာ3ချိန်ရှိသွားခဲ့တယ်ဒေါ်အရှာဘီနဲ့ဥပဆိုကိုသူတိုက်တဲ့အထိ9ချိန်ရှိသွားပြီတခုတော့ရှိတယ်သူဓမြအတိုက်ခံရသူတိုင်းကတဦးတလေမှရဲအဖွဲ့ကိုဓမြတိုက်ခံရကြောင်းမတိုင်ကြားရဲဘူးအမှုမဖွင့်ရဲကြောင်းတိုင်ကြားအမှုဖွင့်လိုက်တာနဲ့ကိုရှူးကိုပတ်ဖြစ်ခါသူတို့မကောင်းမှုဒုစရိုက်လုပ်ငန်းတွေပေါ်သွားမိကိုဆိုရင်ပြီးရေကုန်နေသူတွေကြီးဖြစ်နေပါရီနောက်တစ်ချက်ကလည်းဓမြတိုက်ခံရတဲ့သူတိုင်းကသူရဲ့မျက်နှာဖုံးစွန်းတဲ့တကောလုံးအနက်ရောင်ကြောင့်သူကိုဘဲသူဘဲဝါဟူ၍မမှတ်မိသူတွေကြီးဖြစ်နေတယ်ခံရသူတိုင်းမှတ်မိသောအချက်ကသူရဲ့အရက်အမောင်ကိုလုံးကိုတဲ့ခြေတံလက်တံနဲ့တွက်လက်ဖြက်လက်သောလှောက်ရှားမှုလောက်သာသူတို့မှတ်မိကြတယ်
အခုလောလောဆယ်မှာသူတများတိုက်ရန်အကြောင်းလည်းမရှိသေးတာမို့သူရဲ့ဟွန်ဒါမော်တော်ဆိုင်ကယ်လေးကိုရောင်းပြလိုက်ပြီးအဲ့ဒီရောင်းငွေနဲ့ပဲသူဆက်လက်သုံးစွဲနေထိုင်ခြင်းဖြစ်လေတယ်မရောင်းလို့လည်းမဖြစ်သူရဲ့ကိုကြီးကိုယ်တော်အတွက်တတ်တာဆိုလျင်သူဟာဖုန်ကြီးကျောင်းတစ်ခုခုမှသွားရောက်တဲ့ကိုကတ်စားနေလို့ရတယ်ဒါပေမဲ့နေ့စဉ်အီလာအီရဲ့အချိန်ရောက်လျင်သူဒီသူရဲ့ကွယ်လွန်သွားရှာတဲ့သူတိတ်ချစ်တိတ်ကြည်ညိုသောမိခင်မြုံနှံအုပ်ကိုတွင်းထားရာတင်းကျိုင်းကိုသွားရောက်ပြီးချစ်ခင်လှစွာသောမိခင်ကြီးကိုသွားရောက်ကြော့ရမယ်အုပ်ကိုတန်ရှင်းရေးအတွက်အလုပ်သမားတွေနဲ့ဆောင်ရွက်ရမယ်အုပ်ကိုပလက်စတစ်စီးအစိမ်းအောင်နုတွေပြန်တော့ရမယ်အုပ်ကိုဝင်းကျင်မှာပေါက်နေတဲ့ခြုံတွေအမိုက်တွေမြက်ပင်တွေကိုဖယ်ရှားရမယ်အုပ်ကိုမှာအဖိုးတန်ပန်းတွေကအဖိုးတန်တစ်သီးတွေကတက်စီဖျောင်းနိုင်မိပူစောခြင်းဖြင့်တနေ့ကုန်မိခင်ရဲ့အုပ်ကူမှာသူနေပြီးညနေမိုးချုံမှာသူပြန်လေးရှိတယ်။သူဟာတင်းကျိုင်းအတွင်းမေမေရဲ့အုပ်ကူစီကိုရောက်လာတယ်။အုပ်ကူဘေးမှာကပီးထိုးထားတဲ့ရင်းကြီးကပ်နေတဲ့စာတန်းကိုသူရက်ငေးပြီးကြည့်နေတယ်။ဒေါခင်မေမိုးအသက်48နှစ်ကောင်းရသူကတိလာပါစီ။ချစ်လာစွာသောမေမေဒေါခင်မေမိုးကွယ်လွန်အနှိမ့်စာရောက်ဒီမှာယနေ့9နှစ်တင်းပြည့်သွားပြီ။သူအသက်18နှစ်သူ10နှစ်စာမေးပွဲအောင်သောနှစ်မှာပဲချစ်မေမေကွယ်လွန်သွားခဲ့တယ်။သူဒီချစ်မေမေရဲ့အုပ်ကူချေရင်မှစောင့်ကြောင်ထိုင်ချကကြော့တယ်။ပြီးတော့ချစ်မေမေရဲ့အုပ်ကိုမိပြီးစီကရက်တလိပ်မင်းကြီးရှိုက်ဖွာနေလိုက်တယ်။သူတင်ကြိုမှကြားထားတဲ့အလုပ်သမား2ယောက်ကိုသူစောင့်ရအောင်မယ်။သူဟာချစ်မေမေကိုစိတ်ဆိုးပြီးမှစိုးစီးစွာနဲ့ရောက်နေခြင်းလည်းဖြစ်ပါတယ်။မနက်8နာရီအချိန်မျိုးမှာတုတ်တန်တွေကိုတိုရိုတာခေါ်ရိုနာစလုံးကားတစ်စီးဖြည့်ချင်းဘိန်းလိန်ဝင်ရောက်လာတာကိုလှမ်းမြင်ရတယ်။ဘာရဲတော့မဟုတ်သူဟာဝင်ရောက်ဘိန်းလိန်လာတဲ့တိုယိုတာခေါ်ရိုနာကားအဝါလေးကိုလှမ်းကြည့်နေမိတယ်။သူတင်ကြိုပတ်စံအပြည့်အဝပေးထားပြီးခေါ်ယူထားတဲ့အလုပ်သမား2ယောက်ကလည်းမလာကြသေးဘူး။သူတို့ဟာပန်းတွေတစ်သီးတွေအမွှေးတိုင်းတွေအောက်ကိုတုံရံပလက်ဆက်တဲ့ဆေးအစိမ်းတို့တွေဝဲချမ်းပြီးမှပေါက်တူပေါက်ပြရဲတဲ့စရာတွေနဲ့လာကြရမည်မို့နောက်ကျလိမ့်မည်သာတိုယိုတာကားကိုစပိတ်ပြီးကားပေါ်ကဆင်းလာသူကိုသူကတအံ့တော်ကြည့်နေမိတယ်။ဆင်းလာတဲ့သူကအရွယ်ငယ်နှုတ်ပြိုလှတဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေတော့ကြောင်းပဲသူဟာမိခင်ရဲ့အုပ်ကိုကွဲမထိုင်နေပြီးကားပေါ်ကဆင်းလာသူကမြေလန်းအတိုင်းရှောက်လာတာမို့တော်တော်လေးအလန်းဝေးစီကမှုမြင်းမြင်းထင်းထင်းရှိသောကြောင့်ငယ်ရွယ်လှပခြင်းကိုသူတွေ့မြင်နိုင်ခြင်းဖြစ်လေတယ်။ကြည်ပြာရောင်ဝမ်းဆက်ဝတ်ထားလို့မော်တော်ကားအဝါရောင်နောက်ခံတဲ့သူမဟာပေါ်လွင်လာတယ်။သူမလေးဟာကိုယ်တိုင်တယောက်တည်းသူ့ဟာသူမောင်းလာတာလည်းဖြစ်တယ်။ရှေ့ဒရိုင်ဘာဘတ်တကားကိုဖွင့်စင်းလာပြီးတကားပြန်ပိတ်ခါနောက်ဘက်တကားကိုဖွင့်ပြန်တယ်။နောက်ခံကုရှင်မှာထောင်ပြီးမိထားတဲ့ပန်းခွေကြီးတစ်ခွေကိုထုတ်ယူတကားပြန်ပိတ်ပြီးအုပ်ကိုယ်တွေရှိရာမျှော့ကြည့်ရင်ပန်းခွေကိုကိုင်ရတလန်းချင်းရှောက်လာတယ်။လမ်းလျှောက်ပုံနဲ့တိတ်လာတယ်။အချို့အမျိုးသမီးတွေကကိုအချို့အစာပြေပြစ်စီကမှုလမ်းလျှောက်ရမှာလမ်းလျှောက်ပုံကြည့်မကောင်းတော့သူမလေးက6-5မှုပြင်းများပေါ်မှာလမ်းလျှောက်ကျင့်ငယ်လေသလားမပြောတတ်ခြေဘဝနှစ်ဖက်ကိုတစ်ဖက်ပြီးတစ်ဖက်လှမ်းရမှာပြင်းများပေါ်ခြေဘဝကျစီသည့်ပုံတရမျိုးရှိပါတယ်ဘေးကိုကားသွားခြင်းမျိုးတလှမ်းပြန်မရှိဘူးလမ်းလျှောက်ပုံလှတာကြောင့်သူမရဲ့အချိုးကျတဲ့ခန္ဓာကိုယ်လေးပို့ပြီးလှုပ်လေနေကြည့်ကောင်းလာပါတယ်သူမလေးကိုငေးကြည့်နေမိတယ်သူမလေးကတော့သူ့ကိုမမြင်နိုင်ဘူးချစ်မေမေရဲ့အုပ်ကသူ့ကိုကြွယ်ထားစေတယ်ချစ်မေမေရဲ့အုပ်ကူပတ်လည်မှာချုံတွေမြရိန်းတွေပေါက်နေသောကြောင့်လေနောက်တစ်မျိုးကွဲနေခြင်းဖြစ်ပါရီသူမလေးကပန်းခွေကိုင်းရင်အုပ်ကူတွေကြားကိုရှောက်လာရင်းနဲ့သူကွဲနေသောမေမေအုပ်ကူဘေးမှာမိကိုတွေလွှတ်ထွက်လာနေတာကိုရုတ်တရက်မြင်လိုက်ပြီးလို့အာမေထိတ်တန်လေးထွက်သွားတယ်အုပ်ကူကွဲနေတဲ့သူ့ကိုမမြင်ရပဲသူဖွာလိုက်တဲ့စီကရက်ငွေတွေတက်လာတာကိုမြင်တွေ့ခြင်းလေးဖြစ်တယ်တရေချောက်တာမဟုတ်ပါဘူးတို့ထိုင်ပြီးစီကရက်ဖွာနေတာပါပဲသူကအတန်ပြူစကားဆိုရင်မတ်တက်ရက်လိုက်တယ်ဟုတ်တာပဲလူပဲဟာဒေဝီကလည်းတင်းချင်းတရေချောက်မလားလို့ကြောက်နေတာနေအောင်ရှိနေတဲ့နေ့အချိန်မှာတရေမချောက်ဖို့ပဲထားအောင်ဒါလောက်လူပြတ်တဲ့တင်းချိုင်းတွေကိုအမိရဲ့ရုပ်အမိရဲ့အရွယ်မျိုးနဲ့တယောက်တည်းမလားတင်တာတော့အမှန်ပဲဒေဝီဆိုတဲ့အမျိုးသမီးလေးကသူမရဲ့လေတိုင်းမျက်နှာကလေးမော့ကသူ့မျက်နှာကိုတေချာဆူးဆိုင်ကြည့်လေတယ်ပြီးတော့သူမလေးတီပြုံးလိုက်တယ်သူမရင်ထဲမှာသူ့ကိုလူကျော်တယောက်ပဲလို့လည်းမှတ်ချက်ချလိုက်တယ်ဒေဝီကလည်းတရေကိုသာကြောက်တာလူချင်းကြတော့တိတ်ကြောက်လေးမရှိပါဘူးနောက်ပြီးတော့ကိုမော်တော်ကားနဲ့ကိုဆိုရင်တယောက်တည်းပဲကိုသွားတဲ့အကျင့်လေးရှိပြီးသားသူကထပ်ပြီးစောတကစကားမတတ်တော့ပဲပခုံးကြီးကိုသာတစ်ချက်တွန့်ပြလိုက်တယ်တိုးသွားပြီဖြစ်တဲ့စီကရက်ကိုလည်းမြေကိုပစ်ချလိုက်ပြီးသူစီထားသောချင်းညက်ဖက်နဲ့တက်နေမိတက်လိုက်တယ်သူမလေးရဲ့အပြုံမှာပေါ်ထွက်လာတဲ့သွားဖြူပလဲတန်းထောင်းကွက်တစ်ဖက်မှာသွားထက်ကလေးရှိနေသည်ပို၍ပင်တမျိုးလှနေသေးတယ်ထင်းနေမိတယ်ရှင်ရရောတိမှာဘာလာလို့တာလဲစောင့်နေတာပါမဟုတ်နိုင်တာရှင်ရရုပ်ချောရုပ်သက်ပြီးဝတ်စားထားတာတွေကအဖိုးတန်အဝတ်တွေနဲ့ရှင်တင်းချိုင်းဆောင်လို့ဘသူကယုံမာတယ်လေသူရီမိပါတယ်တို့တင်းချိုင်းဆောင်မဟုတ်ဘူးတို့စောင့်နေတယ်လို့ပြောတာကချိန်ထားတဲ့အလုပ်သမား2ယောက်ကိုစောင့်နေတာလို့ပြောတာသူရဲ့ချစ်မေမေရဲ့အုပ်ကူကိုလက်ညှိုးထိုးပြရင်တစ်ဆက်သေးပြောပြတယ်ဒါဒိုးမေမေရဲ့အုပ်ကူဒိုးမေမေကွယ်လွန်သွားတာဒီနေ့ဆိုရင်9နှစ်မြောက်တိတိပဲ
တနေ့စေးတဲ့နေ့တိုင်းမမေအုတ်ကိုတန်ရှင်းရေးလုပ်တယ်စေးစိမ်ပြန်တုတ်တယ်ပန်းစီမီတည်တည်ဝက်လန်လေးလာဆက်တယ်အဲ့ဒါတွေလုပ်ပေးဖို့အလုပ်သမား2ယောက်ခေါ်ငှားထားတယ်အခုအဲ့ဒီအလုပ်သမား2ယောက်ကိုတို့စောင့်နေတယ်လို့ပြောတာဒါဖြင့်တူလိုက်တာဒေဝီလည်းဒေဒီအုတ်ကိုလာပြီးပန်းပူစောတာလွမ်းသူပန်းခွေလာချတာဘဲအုတ်ကိုလေဟိုမှလေ1 2 3 4ကအဲ့ဒီကနေ6ခုမြောက်ခုဟာဒေရီရဲ့ခုပေါ့သူလှမ်းကြည့်လိုက်တယ်ဟုတ်ပြီသားပဲပြီးခဲ့တဲ့ချစ်မေမေ4နှစ်မြောက်သူလာစင်ကအဲ့ဒီအုတ်ကိုမရှိသေးဘူးအမေကတို့လိုတစ်နှစ်တခါလာပြီးပူဇော်တာမျိုးမဟုတ်ဘူးထင်တယ်ပြီးခဲ့တဲ့နှစ်ကအဲ့ဒီအုတ်ကိုလူရှိမှမရှိတာဟုတ်တယ်ဒေဒီဆုံးသွားတာ8 လပဲရှိသေးတယ်တစ်နှစ်တော့မပြည့်သေးဘူးဒေဝီယာရောက်တော့ရောက်ခိုက်ဒေဒီကိုတတိယလို့ဒေဒီစီလာပြီးလွမ်းသူပန်းခွေချတာအင်းပါလေဒေဒီကိုတတိယနေတာကတော့နေ့စဉ်နေ့တိုင်းမှာဒီကိုရောက်တော့ရောက်ခိုက်ဆိုတော့အမိကရန်ကုန်မှာနေတာမဟုတ်ဘူးထင်တယ်ဒေဝီယာတော့ပါသူ့မယုံဒေဝီဝတ်ပုံစားပုံရောဖီလိန်ခြေသားပုံရောကားကိုတယောက်တည်းမောင်းလာပုံရောကိုချင်းတွက်လိုက်ရင်ဒေဝီတော့ကပါပြောချင်မှာလုံးဝယုံနိုင်စရာမရှိဘူးယုံတော့မယုံဘူးဒါပေမဲ့ထားပါလေတို့နဲ့ဆိုင်တဲ့ကိစ္စမှမဟုတ်တာလူတယောက်ဟာကိုယ်သဘောနဲ့ကိုနတ်ပြည်ကလာတယ်ပဲပြောနေပြည်ကလာတယ်ပဲပြောချင်တယ်လို့ပြောလို့ရတာပဲဘာလဲဒေဝီတော့ကလာတာဆိုတာမယုံလို့လားယုံစရာရောရှိလို့လားအမေရန်ကုန်မှာကားမောင်းကျွမ်းကျင်ပါတယ်ဆိုတဲ့နေရလာတဲ့ကားမောင်းသမားတွေတောင်ကားမမောင်းရဘူးရန်ကုန်မှာလမ်းတွေမတိတာတို့ရင်ကျော်နားမလဲတာတို့နေဒေဝီယာသွားဖြူတတက်လေးပေါ်လာအောင်ဒုတိယအကြိမ်ရှိပြန်တယ်ဒါကတော့ဒီလိုလေဒေဝီယာရန်ကုန်မှာမွေးရန်ကုန်မှာကြီးပြင်းလာခဲ့တာတော့အမှန်ပဲရန်ကုန်မှာပဲနေခဲ့တာဆိုတော့ဒါပေမဲ့ဒယ်ဒီဆုံးသွားပြီး9 လအကြာမာမီနောက်အိမ်အောင်ပြိုတယ်မာမီရဲ့ယောက်ျားဖះသုံးစုမှနေတယ်ရောင်တော်စလုံးပါပေါ့လေမာမီလည်းဖះသုံးစုမှလိုက်နေရတာပေါ့မာမီနောက်ကိုဒေဝီလိုက်နေရပြန်ရောဒေဝီမှာချစ်သူလည်းမရှိယောက်ျားကလည်းမရှိဘူး10 တန်းကြလို့လေကျောင်းကထွက်ထားရတယ်အခုမာမီတို့ရန်ကုန်လာကြလို့ဒေဝီလိုက်လာတာကဲဒါဆိုဒေဝီရန်ကုန်ကိုရောက်လာတာဟာတော့လာတာလို့ပြောမှမှတ်မှာပေါ့မဟုတ်ဘူးလားသူဟာခေါင်းကြီးပြရတော့တယ်ဒါဆိုဒေဒီကိုသွားကတော့တော်မယ်ဒေဝီအကြောင်းကိုသာအပြည့်အစုံပြောပြရရင်မနက်စာညစာမစားပဲပြောတောင်းညတကောင်တော်ထိဆုံးမှာမဟုတ်ဘူးပြောဆူပင်ဒေဝီဆိုတဲ့ကောင်းမလေးငယ်ငယ်ရုပ်ချောလှလေးရသူ့တဲ့ဒီအုတ်ကိုရှိရအောင်ပန်းခွေကိုင်းကထွက်သွားတော့တယ်ဒေဝီရဲ့နောက်ကျောဝိုင်းကိုသူငေးကြည့်နေမိတယ်အပြူကြီးအပြူသွေးအပြည့်တင်းမှုကြော့ရှင်းရှိနေတာကိုမြင်ရတယ်သူရဲ့အကြည့်အမယိုးမသားအကြည့်မျိုးမဟုတ်ကိုချင်းစာစရာဖြစ်နေတော့ကြောင့်ကိုချင်းစာအကြည့်မျိုးကြည်ချင်းသာဖြစ်ပါရီပထမဒီကောင်မလေးခက်များဟာသူကဲ့သို့ပင်ငယ်ရွယ်မှာပင်ဖခင်မရှိရှာပါလားလို့တွေးမိတယ်သူမရဲ့မိခင်ကအသက်ထင်ရှားရှိနေသေးတာမို့တော်ပါသေးတယ်လို့လည်းဖြေလိုက်မိတယ်သူမကတော့ချစ်လာစွာတော့မိတောင်မရှိတော့သူရဲ့ဘဝမှာသူဟာတကယ်အထီးကျန်မှတကယ်အထီးကျန်တကောင်ကျွတ်တမျက်နာသာရှိတော့တယ်ဒုတိယအချက်ကတော့ကောင်မလေးကမလွယ်ကြောလေးပါလားအကြောက်အလန့်မရှိတော့ကြောင့်ဆူဆုံးမရန်ခံမယ်ကောင်မလေးပြောချင်အောင်ပြောလို့ချင်အောင်လုံးမဲ့ကောင်မလေးစေကျော်သက်ပုံစံမပြောက်သေးသောကောင်မလေးပါလားဆိုတဲ့အတွေးမျိုးနဲ့ကြည်နေမိခြင်းဖြစ်ပါရီသူရဲ့လူတွေမလာကြသေးဘူးနည်းနည်းတော့ကြာလိုက်မယ်ရခင်နှစ်တွေတုန်းကလည်းတီးလိုပင်ကြာရီမေပူဇော်ဖို့တစ်ခွပန်းလာလေးတွေဆိုတာကပတ်စံပေးတိုင်းဘုံကနေဝယ်လို့ရတာတော့မဟုတ်ဘူးတခြားပလက်စတစ်ဆေးစိမ်ဖို့နဲ့အခြားပန်းတွေတစ်တီးဝလံတွေအမွှေးတိုင်တွေနဲ့ဖျောင်းတိုင်တွေရလဲဈေးတွင်သွားဝယ်ရမယ်အရေးမကြီးကြပါစေသူအဖိုးကရခင်နှစ်တွေရလဲမေအုပ်ကိုတင်းချိုင်းမှာပဲတနေ့လုံးနေပြီးနေဝင်မှုချုပ်လေးမှချစ်မေကိုနှုတ်ဆက်ကြော့ပြီးပြန်သီးသားဖြစ်တယ်တနေ့မှတစ်ချိန်မေထန်လာရတာမို့ယနေ့အဖို့အေးအေးစီစီပဲသူဟာမေအုပ်ကိုမိရက်ခါစီကရက်ထမှန်မိရှုဖွာရင်ဒေဝီဆိုတဲ့ကောင်မလေးရှိရာကိုလှမ်းကြည့်မိပြန်တယ်ကောင်မလေးကမြေကြီးပေါ်မှာပင်ပစစ်ကွေးထွေထိုင်ပြီးတော့သူမရဲ့ဒယ်ရီအုပ်ကိုလက်အုပ်ချီကြော့နေတာကိုတွေ့ရတယ်ကောင်မလေးကိုသူ့စိတ်ထဲကချီးမောမိတယ်သူမရဲ့ဒယ်ရီကွယ်လွန်ဒီမှာ8 လတာရှိသေးတာမို့အပူမအေးနိုင်ရှာသေးပဲကြော့ရင်ကြိတ်ငုံနေလားမပြောတတ်ဘူးအမိမဲ့သားသမီးဖြစ်စီအဖမဲ့သားသမီးဖြစ်စီသူဟာကိုချင်းစာလေးရှိတယ်သူကိုယ်တိုင်းကမိဘမဲ့သားဘဝနဲ့ခံစားချက်တွေပြင်းထန်စွာခံခဲ့ရသည်ပဲကိုရှခုမူဝမ်းနဲ့ကြည်ကွေးရခြင်းကိုသူကဇွတ်လက်မခံတော့ပဲကြားနာဖြစ်နေပြီမို့ကောင်မလေးထံကအကြည့်လွဲကလမ်းဘက်ကိုကြည့်လိုက်တယ်ဟောတင်ကြိုင်းထဲသို့နောက်ထပ်လူ3 ယောက်ထပ်မံရောက်ရှိလာတာကိုသူလှမ်းမြင်နေရပြီပဘလစ်ကားနဲ့ဖြစ်ပါရီဒေဝီရထားခဲ့တဲ့ကားဝါလေးရဲ့နောက်မှာအဲ့ဒီပဘလစ်ကားကရက်တယ်ကားပေါ်ကလူ3 ယောက်ဆင်းလာတယ်3 ယောက်စလုံးရွယ်တူမတိမ်မရင်အသက်20နဲ့အစိတ်ကြားလူငယ်3 ယောက်ဖြစ်ပါရီမြေုံနဲ့ပင်လူချမ်းသာတွေရဲ့သားတွေမှန်လဲတိတာတယ်အဲ့ဒီလူ3 ယောက်ကအောက်ဆင်းပြီးချက်ချင်းပဲဟိုမှမတော်မလန်းသေးပဲတီတိုတိုင်မင်နေကြပုံရတယ်3 ယောက်အနက်1 ယောက်ကို2 ယောက်ကတခုခုတိုက်တွန်းအားပေးနေပုံရတယ်
အတိုက်တွန်းခံရသူကတွန်းဆုပ်ဖြစ်နေတယ်သူတို့၃ယောက်ကဒေဝီရှိခိုးကြော့နေရသူလေခဏလမ်းကြည့်တယ်ဒေဝီရှိခိုးနေတဲ့အုပ်ကမကြသေးသောကာလကတိဆောက်ထားတဲ့အုပ်ကိုဖြစ်နေသောကြောင့်ရှင်းနေတယ်ဒါပေမဲ့အဲ့ဒီလူ၃ယောက်ကတခုခုမှဆန္ဒစောနေသောကြောင့်တော့၎င်းသူရှိရာသူချစ်မေအုပ်ကမှခြုံတွေကွယ်နေ၍တော့၎င်းသူ့ကိုတော့သူတို့၃ယောက်မြင်ဟန်မတူတတိထားမိဟန်မတူဖြစ်နေပုံလေရတယ်အဲ့ဒီနောက်အတိုက်တွန်းခံရတဲ့လူတွေဟာတခုခုကိုဆုံးဖြတ်လိုက်တဲ့အလားရင်ကော့ကအုပ်ကိုရှိရာကိုတန်မတ်ရှောက်ဝင်လာတယ်ဒေဝီရှိရာတို့သာတဆိုင်မတ်ရှောက်ချင်းဖြစ်တယ်ဒေဝီကိုလည်းအဲ့ဒီသူကတဆိုင်မတ်ကြည်ရင်ရှောက်လာတယ်ဒေဝီထိုင်ကြော့နေရတော့အဲ့ဒီသူတယောက်တည်းရောက်လာတယ်ဒေဝီကခြေတံကြားဟန်တူလို့ရှစ်ခိုးနေရမှမော့ကြည့်တယ်ပြီးတော့ဒေဝီကဥသုံးညင်ချပြီးဖေဖေရဲ့အုပ်ကိုလက်စားတက်ကတော့လိုက်တယ်ဒေဝီကထားပြီးမတ်တက်ရက်ခါအဲ့ဒီလူနဲ့စကားပြောဆိုနေတာကိုသူမြင်တွေ့နေရတယ်အော်လက်စားတက်တော့ဒီလူကိုသူတို့နှစ်ယောက်ဒီတင်းတိုင်းမှာလာချင်းတွေ့နေခြင်းမိကိုဒါကြောင့်ဒေဝီကောင်မလေးကတယောက်တည်းလာတာကိုသူကသဘောပေါက်နားလေလိုက်တယ်သူတို့နှစ်ယောက်ကိုသူကဆက်မကြည့်တော့ပဲ secret ခဲကချစ်မေမေရဲ့အုပ်ကိုမှကြောမိထိုင်ချလိုက်တယ်ပြီးတော့သူကသူမှထားတဲ့အလုတ်သမားနှစ်ယောက်ကိုစောင့်ရင်မျက်လုံးအစုံကိုမေးမိတ်ထားလိုက်တယ်လှော့ငါ့ကိုလှော့နေခွေးလိုအကောင်ဒေါသတန်နဲ့ပြောလိုက်တဲ့ဒေဝီရဲ့အတန်သူနားထဲဝင်ကြားလိုက်တယ်မေးမိတ်ထားတော့မျက်လုံးအစုံကိုသူဖွင့်ကြည့်တော့တယ်မြင်၍မတင့်တယ်တော့မြင်ကွင်းကိုသူလှမ်းမြင်ရတော့တယ်ဒေဝီရဲ့ဝတ်ထားတဲ့အင်ကြီးကစုပ်ပြေးကခါစီတော့အင်ကြီးအပြေးစားတွေးကြနေပြီးအထဲဝဲဘရာစီယာပင်ပေါ်နေတယ်လူပြာဒေဝီကိုအတင်းဖတ်ထားကသူရဲ့ခြေထောက်တစ်ဖက်ကဒေဝီရဲ့ခြေထောက်နှစ်ဖက်မှာကန့်လန့်ခန့်ကခြေကလိန်ထိုးပြီးဒေဝီလဲကျသွားစေဖို့ကြိုးစားနေတယ်ဒေဝီရရှိသမျှအင်အားနဲ့ရုန်းကန်ရင်နှုတ်ကလည်းအဲ့ဒီလူတွေကိုဆဲဆိုနေတယ်အလိုမတူပဲအာရမကြံစီနေကြောင်းလဲသိတာထင်ရှားတယ်နှစ်ယောက်သားအလိုတူဆိုပါကသူနဲ့ဘာမှမဆိုင်မမြင်ချင်းလျင်မျက်နှာလွှဲထားလိုက်ရုံသာဖြစ်တယ်အခုတော့သူမနေတာတော့ပထမသူကပပလီကာကားမှကြံခဲ့တဲ့အဖော်နှစ်ယောက်ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်နှစ်ယောက်သားသူတို့လူအောင်မြင်ရမယ်ဆိုတဲ့ယုံကြည်မှုနဲ့ရန်ရွှေရမ်းမထိုင်ရ secret ခဲနေတာကိုသူလှမ်းမြင်ရတယ်သူအကျင့်ကဒီလိုပဲပွဲတစ်ပွဲကိုနှွှဲတော့မယ်ဆိုလာရင်သွေးအေးနဲ့အကွက်စစ်ကြိုတင်လေးလာတဲ့အကျင့်ရှိတယ်၃ယောက်နဲ့တစ်ယောက်ကအတူ fight လျင်တစ်ယောက်ထဲသမားသူခံသွားနိုင်ပွဲရှိတယ်သူတွက်ဆပြီးသွားတာနဲ့လွှားကလေးဒေဝီတို့ရှိရာကိုရောက်သွားတယ်ဒေဝီခင်များပလက်အဖိခံနေရပြီရေရိန်နဲ့တော့မဲ့စေသူအကောင်ရဲ့ခုံပေါ်ကော်လန်ဆောက်ကိုတအားဆွဲကင်ဆွဲထူလိုက်တယ်ပြီးတော့ကိုင်းကြီးပါလာတဲ့မရင်းကောင်ရဲ့ခါးလေကိုသူဒူးနဲ့တိုက်လိုက်တယ်အကောင်ခါကော့ပြီးတပတ်လေသွားတယ်အကောင်ကလည်းခေးသူမဟုတ်အတော်တန်တန်မှကြန့်ခိုင်မှုရတယ်ပြီးတအားစောကန်နေတယ်အမမင်းကဘာကောင်လဲသူနဲ့အဲ့ဒီအကောင်တောက်ပုတ်ပွဲဖြစ်ပြီတော့မင်းနှစ်ယောက်စလုံးလက်သီးထိုးချေကန်ဒူးတိုက်တွေဖြစ်ကုန်တယ်ဟာဟိုမှာပပလီကာကားပေါ်မှာနှစ်ကောင်ကတောက်ပုတ်နေတာကိုလှမ်းမြင်ကသူတို့အကောင်ဘက်ကဝင်ကူချရဲ့ကားပေါ်ကနေဆင်းပြေးလာတယ်ဒါကိုသူကတောက်ပုတ်ရဲ့လက်ခနဲ့လှမ်းမြင်လိုက်တယ်လက်ရှိတောက်ပုတ်နေတဲ့မရင်းကောင်ကိုသူကလက်သီးအဝင်ပြလိုက်တယ်အကောင်ကတရောင်စင်ကြီးကမျက်နှာကိုကာကွယ်လိုက်စဉ်သူကဟင်းလေးပွင့်နေတဲ့အကောင်ဝမ်းပိုက်ကိုခြေဖြောက်စောင့်ကန်ပြစ်လိုက်တယ်အော်ဟောချောင်းဆိုးတန်တွေထွက်လာရင်အကောင်ကသူ့ရဲ့အကန်ခံရတဲ့ဝမ်းပိုက်ကိုလောဝါနှစ်ဖက်အုပ်ထားရအကောင်ရဲ့မျက်နှာကြီးအကောင်အကွယ်မရှိတော့ပဲဟင်းလင်းပွင့်သွားပြန်တယ်ဒီတခါတော့သူကအကောင်ရဲ့မျက်နှာကိုညာပြောင်းလက်သီးတစ်ချက်ဝင်ပြီးထက်ဆင့်ပဲဝိုင်လက်သီးချက်ပေးလိုက်တယ်မျက်နှာကိုဖောက်ကနေနှစ်ချက်ဆင့်အထိုးခံရတယ်ဝမ်းပိုက်ကိုလည်းခြေကန်ခံထားရတယ်ဒီကောင်ကြန့်ခိုင်မှသည်ဆိုအောင်တော့ဘာခံနိုင်အောင်တော့မြည်နေအကောင်ပတ်လက်ကြီးလဲကျသွားတယ်လဲကျရမှာဒီဝီရဲ့အဖေအုတ်ကူဆောင်နဲ့နောက်စီရိုက်မိပြန်တယ်အကောင်လဲကျသွားကြည့်ပြီးပြန်ပြီးမထနိုင်တော့ပြေးဝင်လာတဲ့နှစ်ယောက်အနက်အရှိကနေပြေးဝင်လာသူကိုသူကခြေတစ်ဖက်ထိုးကန့်လန့်ခံလိုက်တယ်အဲ့ဒီအကောင်သူ့အရှိန်နဲ့သူဟတ်ထိုးလဲကျနေစဉ်မှာသူရဲ့ညာဘက်လောဝဆောင်ကဟတ်ထိုးလဲကျအောင်လေကုန်းကငါပြောပင်တာပိုင်ခုတ်ချလိုက်တယ်တိုက်ကွက်ကလည်းမှန်တယ်လက်အချိန်အစလေးမှန်တာကြောင့်ဒုတိယကောင်မြေပြင်မှာဝါယာမောက်ကြီးကျသွားပြန်တော့တယ်ဟာဆရာဘာတွေဖြစ်နေလဲဒီကောင်တွေကဘာကောင်တွေလဲဒီကောင်မလေးကရောဘလို့လဲပေါတူပေါက်ပြားရဲတဲ့မြက်ခုတ်ဓားတွေကိုထမ်းပြီးတော့သူမကြားသမျှပစ္စည်းတွေဝယ်ယူရောက်ရှိလာတဲ့အလုတ်သမားနှစ်ယောက်ပြေးဝင်လာကပြူတူပြဲတဲ့နဲ့သူ့ကိုမိလိုက်တယ်ပွဲပြီးသွားလိမ့်ပြီနှစ်ကောင်လဲကျနေပြီမို့ကြံတော့တကောင်သည်သူ့ကိုရှင်ပြိုင်ဝင်သောတက်တီရှိပုံမပေါ်တော့ဒါအပြင်သူ့ဘက်ကအလုတ်သမားနှစ်ယောက်ဓားတွေရဲတွင်းနေနဲ့ရှောက်လာပြန်လို့သူတို့ဘက်ကနလန်မထူနိုင်အောင်သွားပြီးတော့သဘောပေါက်ပြီးရက်မြင်းနေရာမှာပင်ရက်နေတယ်ကဲခမည်းဖို့လူနာနှစ်ကောင်ကိုခမည်းပဲတွဲခေါ်သွားပြီတော့အော်ခဏနေအောင်သူကဒေဝီရှိရာသို့လှမ်းကြည့်လိုက်တယ်ဒေဝီဟာသူမရဲ့ရင်ဘတ်ကိုလက်နှစ်ဖက်ကြက်ချီကတ်တင်ပြီးသူမရဲ့အဆက်ကိုဖုံးအုပ်ထားတာကိုတွေ့ရတယ်ကဲဒေဝီဒီကောင်တွေကိုအမှုဖွင့်မလားဖွင့်ချင်ရဲစခန်းအထိကိုလိုက်ပို့ပေးမယ်
ကိုကိုတိုင်းနဲ့ဒေဝီဘက်ကကူညီသူအဖြစ်နဲ့ရောမျက်မြင်သက်သေအဖြစ်နဲ့ရောအမှုမှာဝင်ပေးမယ်ဒေဝီယာခေါင်းခါပြပြီးတော့သူမရဲ့အပေါ်ပိုင်းဟင်းလင်းကြောင့်ခေါင်းခုတ်ထားရီကဲဒါဆိုခေါ်သွားတော့ကျန်လူကသူ့လူကိုတွေ့လိုက်တယ်လဲကြနေသူတို့မှနာယုံသာနာကြပြီးတတိလက်ချင်းမရှိကွဲပြဲသွေးထွက်တန်းရုံမရှိကြလို့သူတို့ရဲ့နောက်ဆုံးအဖော်တွဲခေါ်တာကိုတွဲပြီးထနိုင်သွားနိုင်ရှိပါတယ်ရှုံရှုံမဲမဲနာနာချင်းချင်းကြားကပဲမင်းဘာကောင်းလဲဆိုတာတော့ငါတို့မသိဘူးဒါပေမဲ့တစ်သက်လုံးမင်းကိုမကြည့်ဘူးမင်းထမင်းဝါအောင်သာစားထားခေါင်းဆောင်ဖြစ်ဟန်တူတဲ့မရင်းကောင်ကသူ့ကိုမကြည့်မနှက်ကြည့်ပြီးချင်းချောက်စကားပြောနေတယ်သူကပခုံးတွန့်ပြီးသားပြလိုက်တယ်အမမင်းတို့ကရောဘာကောင်းနေလဲဒီလိုစီယာကျွန်တော်ဒီကောင်တွေကိုရဲတင်းစာကျွေးလို့ရမလားနေပါစီကိုပီတိုနာသွားတဲ့ခွေကဟောင်းစမီးပေါ့ဗျသူကကိုပီတိုဆိုတဲ့သူ့အလုပ်သမားကိုပြောပြီးအဲ့ဒီကောင်ကိုကြည့်ရပြန်ပြောလိုက်တယ်အေးကိုထမင်းဆိုရင်အမြဲတမ်းဝအောင်စားထားကြအချိန်မရွေးတွေ့ပါကိုနာမည်ကြားနာတယ်မှတ်ထားကဲသွားကြပြီတော့ထပ်ပြီးရှည်ချင်းသေးရင်တော့ဟော်ရီအလုပ်သမားနှစ်ယောက်ကကောလူတို့ကိုဒီမှာတလက်စတဲ့တွင်တူပြီးမြုပ်လိုက်ကြလိမ့်မယ်နားနေတော့နှစ်ဦးကောင်းနေတော့အကောင်ကဟိုဘက်တစ်ယောက်ဒီဘက်တစ်ယောက်ပုံစံနဲ့အလဲကတွဲကသူတို့ရဲ့ public ကားစီတို့ခေါ်သွားလေတော့တယ်အခုသူတို့ဒေဝီကောင်တခုခုမြန်ဖြက်စီးပစ်ခဲ့လားမသိဘူးကိုပေတိုးနဲ့ကိုစံသိခမ ्या တို့နှစ်ယောက်လိုက်သွားစမ်းမြသူတို့ဘာမှမလုပ်ရင်ခမ ्या တို့ကလည်းဘာမှမလုပ်နဲ့သူတို့ကတခုခုဖြက်စီရင်ခမ ्या တို့လည်းစောသားစောအသေးတော့မလုပ်နဲ့အမှုရှုပ်ကုန်မယ်စိတ်ချစရာအလုသမားနှစ်ယောက်ကဝဲလာတဲ့ပစ္စည်းတွေကိုမိမိရဲ့အုပ်ကူပေါ်တင်ထားခဲ့ကတယောက်ကပေါက်တူးကင်ပြီးတယောက်ကရဲရင်းကိုင်းကလိုက်သွားကြတယ်သူကဒေဝီကိုကြောပေးထားပြီး Romance Push ရဲ့အင်ကြီးကိုချွတ်လိုက်တယ်သူ့ကောင်မအောက်ခံစက်ကျလက်ပြတ်အဖြူဝတ်ထားပါသေးတယ်ရှော့ဒေဝီဒီ Push ကိုဝတ်ထားလိုက်အောင်လို့ပြောရင်းနဲ့နောက်ပြန်လှမ်းပေးလိုက်တယ်ဒေဝီရဲ့အခြေအနေကအားနာတယ်ပဲဖြစ်ဖြစ်မဝတ်ချင်တာပဲဖြစ်ဖြစ်သူမကောင်မဝတ်ရမယ့်အခြေအနေမို့လှမ်းယူလိုက်တယ်ဒယ်ဒီအုပ်ကိုအကွယ်မှာသူမရဲ့စုပ်ပြက်စုပ်မဝတ်ရတော့တဲ့အင်ကြီးကိုချုပ်ခါသူ့ပေးထားတယ်စပို့ရှက်ကိုခေါင်းစိုးဝစ်ဆင်လိုက်တော့တယ်ပြီးသူ့ကိုလှမ်းကြည့်လိုက်တယ်သူကကြောပေးပြီးရဲမြင့်ရှိနေပါရီရပြီအကုတ်ဒေဝီဝစ်ပြီးသွားပြီသူပြန်လှမ်းကြည့်လိုက်တယ်စပို့ရှက်နဲ့လေဒေဝီဟာတမျိုးလှနေတာကိုတွေ့ရတယ်သူရဲ့စပို့ရှက်သားကအလက်စတစ်မှုအတော်အတန်းကိုလုံးအကြီးအသေးကိုလိုက်ပြီးအသားကတ်သွားတယ်ကိုခန္ဓာအရှိကိုပုံရိပ်ပေါ်စီအောင်ကတ်သွားသောအလက်စတစ်သားဖြစ်တဲ့အရန်ကြီးကိုအကုတ်ကိုကျေးဇူးတင်တာပဲအကုတ်သားမကင်ရင်ဒေဝီဘဝဆုံးပြီရေးရိန်နေပြီကားပါရင်ဘယ်နေရာမဆိုတယောက်ထဲသွားရေးတယ်ဆိုအခုတော့တွေ့ပြီမဟုတ်လားအငိုက်မို့ခံလိုက်ရတာပါအကုန်လို့မို့ဆိုရင်ဒီမှာကြည့်ဒေဝီယာသူမရဲ့လက်ကင်အိတ်လေးကိုဖွင့်ကအထက်ကကနုကမာတဲ့အယိုးနဲ့လှပသေးငယ်တဲ့တနက်လေးကိုထုတ်ပြရင်သူမနှုတ်ကလည်းပြောတံပေါ်ထွက်လာတယ်အောင်ကျော်မင်းဟာဒီလောက်မရိုင်းမယ်လို့မထင်မိဘူးအခုအော်ဒါဆိုခုနကောင်တွေဟာဒေဝီရဲ့အပေါင်းအသင်းတွေပဲပေါ့ဟုတ်လားဒါကြောင့်တနက်မထုတ်ထားမိတာပေါ့အခုအောင်ကျော်မင်းတင်းရိုင်းကိုလိုက်လာတာခါတိုင်းလိုပဲအဖို့အဖြစ်လိုက်လာလို့ဒေဝီထင်လိုက်လို့ပေါ့ဒီလိုသာကြံစီမရိုင်းမယ်မှန်သိရင်ဒေဝီကသူ့ကိုလက်ဦးအောင်ပြစ်တက်လိုက်ပြီးသုံးယောက်စလုံးဒေဝီအပေါင်းအသင်းတွေလားဟိုနှစ်ယောက်ကိုဒေဝီမသိပါဘူးအောင်ကျော်မင်းခေါ်လာတာတွေပါမင်းဟာဝေစိုးနဲ့ကစားကြံတဲ့အလံမေသမားပဲအရွယ်ရောက်နေပြီးသွေးသားမတော်မဆက်ယောက်ျားအပေါင်းအသင်းဆိုတာတနည်းမဟုတ်တနည်းဒေဝီကိုအနေနဲ့ပေးမှာပဲငယ်တယ်ရုပ်လာတဲ့ကိုလုံးကိုတည်းပြည့်ပြည့်တယ်မဟုတ်လားအလေလေဒေဝီဝမ်းတာလိုက်တာအကောကဒေဝီကိုချီးမွမ်းတော့အခုနကငိုချင်တာတွေတောင်ကြက်ပြောင်းမပြောင်းဖြစ်သွားပြီတကယ်လဲဒေဝီကငိုထားရကပြုံးရွှင်နေအမိုးအရာကလေးချက်ချင်းပေါ်လာတယ်ကဲဒေဝီပြန်တော့ဒို့မေမေအော့ကိုတန်ရှင်းရေးလောက်တော့မလို့သူကပြောပြောဆူဆူပင်ဒေဝီကိုကြောပေးကမေမေအော့ကိုရှိရတော့နောက်ပြန်လှည့်မကြည့်တော့ပဲလာခဲ့တယ်ဒို့တိုင်အောင်ဒေဝီကသူ့နောက်ကနေလိုက်လာတယ်ချစ်မေမေအော့ကိုမှာကိုပေတိုးတို့နှစ်ယောက်နဲ့ပြန်ဆုံမိကြတယ်ကဲကိုပေတိုးနဲ့ကိုစံသိအခုနောက်ဟိုနောက်မှချထားတဲ့ပစ္စည်းတွေသွားယူတော့ဗျာမေမေကိုပူဇော်ဖို့ဖျောင်းနိုင်တဲ့ပန်းတွေကျွန်တော်လိုချင်ပြီဟုတ်ပြီဆရာခါတိုင်းလိုပဲပေါ့ဆရာကပူဇော်ကြတော့ရွတ်ဆိုနေတော့ကျုံနဲ့ကိုစံသိန်းတို့ကခြုံတွေမြဲရိုင်းတွေရှင်းမယ်ကိုပေတိုးနဲ့ကိုစံသိန်းပစ္စည်းတွေသွားယူကြတယ်အကူဘာလဲဒေဝီတယောက်တည်းမပြန်ရဲတော့လို့ဒိုလိုက်ဖို့ပေးဖို့ပြောမလို့လားဟောဒေဝီတိတ်ပြန်ရဲတာပေါ့ဒီတကားထပ်ပြီးအောင်ကျော်မင်းလာရဲ့လာကြည့်ပါလားဥပွေသွားအောင်ပြစ်ထဲလိုက်မှအခုဒေဝီပြောချင်တာကဒေဝီမပြန်ချင်သေးဘူးအကူလောက်တာတွေထိုင်ပြီးကြည်နေခြင်းသေးလို့ပါကြည်လေလောလတ်တဲ့တိုင်းပြည်ပဲဒေဝီလောလောလတ်လတ်တာထိုင်ကြည့်အကူအေးမိမှဆိုတယ်ဒေဝီကိုစပို့ရှက်ချွတ်ပေးထားပြီးအကူကစွတ်ကျဲလက်ပြန်နဲ့မပူနဲ့တို့ကညအိမ်ရင်တော့အင်ကြီးချွတ်အိတ်တဲ့အကျင့်ရှိတယ်လမ်းထွက်တဲ့အခါလူမြင်ကောင်းအောင်အဝတ်အစားဝတ်တာအကူစပို့ရှက်ကတိတ်ဝတ်လို့ကောင်းတာပဲနော်အကူဗလာရင်နဲ့ဝတ်လဲအတော်ပဲကဲဒေဝီအိမ်ပြန်ရောက်ပြီးအဝတ်လဲပြီးအကူစပို့ရှက်ကိုဘယ်မှာလိုက်ပေးရမှာလဲပြန်မပေးနဲ့တော့အဲ့ဒီစပို့ရှက်မျိုးတို့မှာ
မတ်တက်ဘီယိုကြီးနဲ့3လုံးအပြည့်ရှိတယ်တကယ်သူရီချလိုက်တယ်သူကအရှုအနောက်ပြောတာကိုအရှုအနောက်မှမသိပဲဗီဒီယိုကြီး3လုံးနဲ့အပြည့်ရှိတယ်ဆိုတဲ့သူ့စကားကိုတအံတအော်ဖြစ်သွားတယ်အမှုအရာလေးသူမရဲ့မျက်နှာမှာပေါ်လာလို့သူကရီချလိုက်တာဖြစ်ပါတယ်သူရီချလိုက်မှရှုနောက်ပြောမှဒေဝီရိပ်မိသွားတယ်ကြည့်ဒေဝီကတကယ်မှတ်လို့ထောလာကြည်လာလို့အောင်းမိနေတာဘယ်အလားရှိရမှလဲဒေဝီရဲ့တို့ကဘတ်စကားစီးလူတန်းစားပဲဒီစပို့ရှက်မျိုး3တိုင်တောင်မနေ့ချစ်ကုတ်စုပြီးဝယ်ထားရတာဒေဝီကသူ့မျက်နှာကိုငေးကြည့်တယ်သူပြောတဲ့စကားကြောင့်ဒေဝီကောင်းမလေးစိတ်မကောင်းဖြစ်သွားပုံလေးရတယ်အကိုဖေဖေနဲ့မေမေကဝယ်မပေးဘူးလားအော်ဒေဝီကိုယ်တိုင်ဒီမှာဒိုးမေမေရဲ့အုပ်ကူကိုတွေ့ရတာနဲ့ဒိုးမိဘမှမရှိတော့တာကြာပြီပဲဟာဒါနဲ့အကိုအဖေကရောနောက်မိမယူသွားလို့ခလေး3ယောက်တောင်ရနေပြီဆိုလားပဲတို့10နှစ်သားလောက်ကလေးကတို့အဖေကနောက်မိမယူသွားတယ်လေဖြစ်ရလေအကိုရဲ့ဘာမှဖြစ်ရလေမနေနဲ့ဒေဝီလောကကြီးမှာတော်တစ်ခုကန်တစ်ခုပဲတို့အသက်အခုဆို23တောင်ကျော်လာပြီ24ထဲမှာတို့ဒုက္ခိတလည်းမဟုတ်ဘူးကိုစွမ်းကိုစားနဲ့လောက်ကင်စားတောက်နိုင်သားပဲဟာဒါဆိုအကိုဘာအလုပ်လုပ်တယ်လဲတခါတလေဓမြတိုက်တယ်လောက်ပြီဒေဝီကအကောင်ပြောနေတာအကိုကအားကြီးရှွတ်နှောင်းနှောင်းနဲ့ကိုပေတိုးနဲ့ကိုစံသိန်းတို့ပြန်ရောက်လာကြတယ်တက်ခေါ်ပန်းတွေနဲ့ဖျောင်းနိုင်တော်တွေသူ့ကိုပေးတယ်အကူရဲ့ခေါင်းရင်အပေါ်ဘက်မှာသူကတစ်မှာပန်းတွေကိုစီစီရီလှလှပပကတ်တယ်ဖျောင်းနိုင်တော်တွေကိုဖောက်ခါ53နိုင်မိတို့ပြီးစိုက်တယ်ဒေဝီလည်းကူစိုက်ပေးခြင်းနဲ့အကူစိုက်လေကုတ်တော်ရတာပေါ့ဒေဝီကသူပေးတဲ့ဖျောင်းနိုင်တွေကိုစီပြီးစိုက်တယ်2ယောက်စိုက်တဲ့ဖြစ်မြန်မြန်ပြီးသွားပါပြီဘာလို့ဖျောင်းတိုင်တွေအကုန်မစိုက်ဖဲ53နိုင်ပဲစိုက်ရတာလေအကူအောက်ကကပီးထိုးထားတဲ့စာတန်းကိုဖတ်ကြည့်ပေါ်ဒေဝီမေမေအသက်အတိုင်းဖျောင်းနိုင်မိပူစောတာအစောကလေးကဒေဝီဖတ်ကြည့်ပြီးပြီအောက်ကမှာကပီးထိုးထားတဲ့အသက်က48နှစ်ပဲအကူပူစောတာ53နိုင်ပဲတကယ်ဆို48တိုင်ပူစော်ရမှာပေါ့ဟုတ်တယ်လေဒါပေမဲ့မေမေအသက်48နှစ်ပဲကွယ်လွန်တာ9နှစ်ပြည့်သွားတာကိုထည့်ပေါင်းရင်အခုဆိုမေမေအသက်ဟာ53နှစ်ရှိပြီပေါ့ဒိုးစိတ်ထဲမှာမေမေဟာအမြဲတမ်းအသက်ရှင်နေရှိတယ်လို့ယူဆပြီးတနေ့တစ်ချိန်အသက်တူပြီးပန်းကတ်တဲမီးပူစော်တယ်အခုနောက်ဒိုးစီချထားတဲ့တစ်ခေါပန်းပွင့်တွေလေ53ပွင့်ပဲအကူအမေကိုတအားကြီးချစ်တာပဲနော်မေမေဟာတိတ်ချစ်ဖို့ကောင်းတယ်ဒေဝီတို့ကိုလည်းမေမေဟာအရန်ကြီးကိုချစ်တာတို့အဖေနောက်မိမယူပြီးစွန့်ခွာသွားတဲ့အချိန်မှာတို့မေမေဟာအရွယ်ကောင်းရှိသေးတယ်ရုပ်ကလည်းတိတ်ချောတယ်မေမေကိုနောက်လက်ထပ်ချင်သူတွေတော်တော်များများရှိတယ်ဒါပေမဲ့မေမေကအားလုံးကိုမြင်းပဲပုတ်ထုတ်ပြီးငါသားလေးကိုဘလို့ပထွေးမျိုးနဲ့မှမနေစီရဘူးလို့တန်တိတ်တန်ချပြီးတော့လုံးဝနောက်အိမ်အောင်မပြူကွာလိုက်တာအကူရဲ့ဘာကွာတာလဲဒေဝီရဲ့မာမီနဲ့ပေါ့မာမီကတော့ဒယ်ရီဆုံးပြီး9လပဲကြာတယ်နောက်အိမ်အောင်ပြူလိုက်တယ်နောက်လေယူတာမြန်လုံးလို့မအေကိုဒီလိုမပြောကောင်းဘူးဒေဝီအရွယ်ရောက်လာပြီးဒီလိုဝဲနိုင်စားနိုင်တာတွေအခုလိုကိုပိုင်ကားကိုတယောက်တည်းထင်းသလိုစီးနိုင်သွားနိုင်တာတွေဟာဒေဝီရဲ့ဒယ်ရီဆုံးပါပြီးတဲ့နောက်မာမီရဲ့ဆွမ်းဆောင်ပေးနိုင်မှုတွေပဲမဟုတ်လားဒေဝီငိုင်သွားတယ်သူပြောပြတဲ့စကားတွေကိုသဘောပေါက်လက်ခံပုံလေးရတယ်အကုတ်ပြောတာဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့ဒေဝီကပထွေးမလို့ခြင်းဘူးအကုတ်ဒေဝီမာမီအနေနဲ့အကြောင်းအမျိုးမျိုးကြောင့်နောက်အိမ်တောင်မြင်မြန်ထူထောင်ရတာနေမှာပါဥပမာဒေဝီတက်ဒီကွယ်လွန်သွားပြီးတဲ့နောက်သမီးလေးဒေဝီအတွက်ရောစားဝဲနေရင်နဲ့လူမှုရေးအဆင့်အတန်းနေပါကြဆင်းမသွားအောင်ချက်ချင်းအစာထိုးနောက်အိမ်တောင်ပြုတ်လိုက်ရတာမျိုးလေပထွေးရဆိုးလားမဆိုးပါဘူးလို့ပြောလို့ရပါတယ်သူ့ကောင်းကိုတောင်ဒေဝီတယောက်တည်းစီးကျင်တယ်လို့စီးယူကျင်တယ်လို့ယူသွားပေးထားတာပဲဒါလဲမာမီကြောင့်ပေါ့အကူမာမီယာဒေဝီဘာပဲလုံးလုံးအလိုလိုက်တယ်မာမီယောက်ျားကြီးဥပမော်ကလည်းမာမီဘာလုံးလုံးအလိုလိုက်ပြန်တာဆိုတော့ဒေဝီဘာလုံးလုံးဥပမော်ကလည်းဒေဝီကိုဘာမှမပြောတာမျိုးပေါ့ဒေဝီပထွေးနာမည်ကဥပမော်ရဲလားအိမ်မှာတော့သူ့ကိုဒေဝီကအန်ခဲမောလို့ခေါ်ရတာပေါ့အဲ့ဒီလိုခေါ်ပါလို့လဲမာမီယာဒေဝီကိုတောင်းပန်ထားတယ်စကားတပြောပြောနဲ့စိုက်ထားတဲ့ဖျောင်းနိုင်တွေထုံးညှိကြတယ်အတိုင်း40ကျော်သွားပြီကိုပေတိုးနဲ့ကိုစံသိန်းကလည်းအုပ်ကိုပတ်ဝန်းကျင်ကချော်တွေနဲ့မျက်ရည်တွေကိုပေါက်တူပေါက်ပြားတွေနဲ့ရှင်းလင်းနေကြတယ်သူကဒေဝီကိုစိုက်ကြည့်မိပြန်တယ်ဒေဝီမာမီကတော်တော်ချော်လာအကူကလေကောက်ခံရင်ကနဲ့ဘာလို့အဲ့ဒီလိုပြန်ပေးတာလဲဒေဝီကတော်တော်ချောချောလာလာရှိနေလို့ပေါ့မအေတူသမီးများလာလို့နောက်ပြီးတော့ဥပမော်လိုငွေကြီးအတော်ချမ်းသာတဲ့သူကအသက်ကြီးမှယူတဲ့ဒေဝီရဲ့အမေကိုတိတ်အလိုလိုက်တာဟာဒေဝီရဲ့မေမေကိုယ်တိုင်ကတိတ်ချောတိတ်လာနေလို့လားလို့မေးချင်စရာဖြစ်လာလို့ပါဟုတ်တယ်အကူမာမီယာတိတ်ကိုလှတယ်အခုအချိန်ထိဓာတ်တိမဟုတ်တဲ့လူတွေကဒေဝီနဲ့မာမီကိုညီအမလာလို့မေးလောက်အောင်လေမာမီယာအရွယ်တင်းနေမာမီနဲ့ဒေဝီရုပ်ချင်းသိစင်ကြတာပဲလို့ပြောကြတယ်အေးလေအဲ့ဒီလိုပဲဖြစ်မယ်လို့တို့ထင်မိသားပဲကဲဒါဆိုဒေဝီကတလေပြန်အခုကိုပြန်မေးမေးစောစောအကူပြောခဲ့တယ်နော်အကူရဲ့မေမေဟာဆုံးသွားတဲ့အချိန်ထိတိတ်လာတိတ်ချောတော့ဆိုဒါဆို
အခုလဲအခုအမေနဲ့ရုပ်တူတဲ့မအေးတူပဲလားဘာလဲဒေဝီယာတို့ကိုချောတယ်လို့ပြောချင်တာလားတိတ်ပြောပေါ့တကယ်ကိုအကူကလူကြောတစ်ယောက်ပဲနောက်ပြီးတော့ယောက်ျားလေးတိတ်ပြီးသားတယ်ယောက်ျားလေးတိတ်ဆန်တယ်တချို့ယောက်ျားတွေချောတာကိုလေဒေဝီတွေးခဲ့ဘူးပါတယ်ဒါပေမဲ့သူတို့ချောတာမိမလို့ချောတာမျိုးလူကြောလူလာတွေရှိပေမဲ့ယောက်ျားဆန်ဆန်နဲ့ချောတဲ့လူမျိုးကအရှာသာသူပြုံးမိပါရီအေးတို့ကိုချီးမွမ်းတဲ့အတွက်ဒေဝီကိုကျေးဇူးတင်တယ်ဒါပေမဲ့ဒုဘဝကြားနာဘဝပါဘာရဲ့အကူအဲ့တော့ဘာပြောတာလဲ तू ကကဲ53နိုင်ပြည့်သွားပြီဒေဝီလည်းပြန်တော့ဒိုလဲမေမေကိုကြာကြီးရှစ်ခိုးမေအများအတန်းပေးဝေအောင်မေရှစ်ခိုးနေတော့ဒေဝီအကူအနားမှာရှိနေတာဟာအကူကိုအနောက်အရှက်ဖြစ်လို့လားတိတ်ဖြစ်တာပေါ့ तू ကတူတူပြက်ပြက်ပြောလိုက်တယ်သူစိတ်ထဲမှာမိန်းကလေးငယ်ဖြစ်တဲ့ဒေဝီပြန်တက်ပြီလို့လည်းယူဆတယ်ဒေဝီကပထွေးနဲ့နေရသူဖြစ်တယ်သူမရဲ့ဒယ်ဒီကိုလာရောက်ကြော့တာကိုခွင့်ပြုနိုင်စီကမူတုတ်တန်ထဲမှာပဲသူဘယ်ဝါမှမသိတဲ့ယောက်ျားပြိုတယောက်နဲ့အကြာကြီးအချိန်ဖြုံးနေတဲ့ဆိုလင်းသူ့ပထွေးကရောသူမရဲ့မာမီကရောကျေနဲ့ကြမှာတော့မဟုတ်ခွဲလို့ကြမှာလည်းမဟုတ်ဘူးပြီးတော့ပထွေးအနေနဲ့ဒေဝီအပေါ်အထင်သေးနိုင်ရောဖြစ်တယ်ရှင်းရှင်းပြောရရင်လေဒေဝီအတွက်တောင်ဒေဝီကိုတူတူပြက်ပြက်နဲ့နှင်ထုတ်လိုက်ခြင်းဖြစ်ပါရီအကိုကရောဘဲအချိန်ပြန်มาလဲဒေဝီတခါတည်းစောင့်ပြီးကားနဲ့အကိုကိုပြန်လိုက်ပို့ပေးမယ်လေအကိုကဒေဝီရဲ့ကျေးဇူးရှင်မဲဟာတို့ကိုစောင့်လဲမစောင့်နဲ့ပို့လဲမပို့နဲ့တို့ကဒီလိုနေ့မှဆိုရင်မိုးချုံနေဝင်ပြီးမှပြန်တာမေမေအနားမှာတနေကုန်လာနေတာပဲဆိုတော့ဒေဝီကထမှန်ပြီးစောတကားတက်ရန်ပြုတ်ပြီးမှသူမရဲ့စိတ်ထဲမှာနောက်ထပ်စိတ်ကူးတစ်မျိုးရသွားတယ်အကိုဒီမှာမိုးချုံနေတဲ့အထိသူမမနေတဲ့မမီတိတ်ဆိတ်ပူနေမယ်အခုအိမ်ကိုပြန်မယ်အခုလို့ဆိုရင်မမီစိတ်ပူနေတော့မယ်နောက်ပြီးမိမိမော်တော်ကားယူထားလို့အခဲမောမမေယောက်ျားကားအသုံးလိုနေပါကမိမိပြန်လာကိုစောင့်နေမယ်အိမ်ကိုပြန်ပြီးစုပ်ပြေးသွားတဲ့အဝတ်အစားတွေကိုမမီကိုတိုးတိုးတိတ်တိတ်ပြပြီးအောင်ကြော်မယ်မိမိကိုစော်ကားပုံကိုပြောပြမယ်ညနေပိုင်းလောက်ကြာမှဒါမှမဟုတ်မော်တော်ကားပြန်အားတော့အချိန်ကြာမှဖြစ်ဖြစ်မမီကိုပါခေါ်ပြီးတော့တုတ်တန်ကိုတစ်ခေါက်ပြန်လာပြီးအကိုရဲ့စပို့ရှက်ကိုလည်းပြန်ပေးမယ်အကိုနဲ့မမီကိုလည်းမိတ်ဆက်ပေးမယ်ဒါမှအကိုလည်းမမီနဲ့တိကျွမ်းပြီးမိမိထံကိုလာရဲဝင်ရောက်ရဲမယ်ဒါဆိုဒေဝီပြန်မယ်အကိုသူကခေါင်းကြီးပြတာနဲ့ဒေဝီထွက်လာခဲ့တယ်မိမိကားစီအောင်မှအကိုရှိအောင်ဒေဝီလှမ်းကြည့်မိပြန်တယ်အကိုဟာသူ့မိမိရဲ့အုတ်ကူဘေးမှာကြုံကြုံယုံယုံလေးထိုင်ကအာယုံစူးစိုက်စွာနဲ့ကြော့နေသည်ကိုလှမ်းပြင်လိုက်ရတယ်သူမရှိအောင်အကိုကတစ်ချက်လေးတောင်လှမ်းမကြည့်တော့အကိုကအလွန်နှစ်လိုပဲကောင်းလာတဲ့ယောက်ျားတစ်ယောက်ပါပြီပဲတကားဒေဝီကောင်းပေါ်တက်ဆက်နိုးကမောင်းထွက်ခဲ့တော့တယ်ဟောသမီးလေးပြန်လာပြီကိုမောအေးပြန်ရောက်လာရင်တော့လေစိတ်မပူရတော့ဘူးပေါ့မောဒေဝီအိမ်ထဲဝင်လာတယ်အေကန်ဆိုဖာပေါ်မှာမမီရောအန်ကယ်မော်ရောရှိနေတယ်ဒေဝီဝင်းနေကြမဟုတ်တဲ့စပို့ရှက်အင်ကြီးဝတ်ဆင်ထားတာကို၎င်းစပင်တွေတတ်တတ်ရရမရှိပွာရောင်းနေသည်ကို၎င်းဒေဝီမျက်နှာမကောင်းတာကို၎င်းမမီယာလက်ကနေလမ်းမြေုံနဲ့သမီးလေးဒေဝီတခုခုဖြစ်လာပြီးမှတိလိုက်တယ်ဥပမောကတော့ရိပ်မိပေမဲ့မတိဟန်ဆောင်းနေတယ်မမီခဏပြောဆူဒေဝီယာသူမရဲ့အိတ်ခမ်းထဲကိုတန်းဝင်သွားတယ်မမီတော်ကြီးမို့သမီးနောက်ကိုချက်ချင်းထားလိုက်သွားတယ်ဥပမောကထိုင်ရာနေထားလိုက်တယ်အေကန်ပရင်းပေါက်ကနေပြီးဘာရင်မဟုတ်ခြံထဲကိုဟိုကြည့်ကြည့်လိုက်တယ်ဒီခြံထဲဒီတစ်ထက်တိုက်လေးကနတ်မောက်လမ်းထဲမှာဥပမောကဈေးချောင်လိုဝယ်ယူထားသောတိုက်နေချမ်းလေးဖြစ်တယ်ဝယ်ယူလိုက်ပုံကိုလည်းကြည်အောင်ဥပမောနဲ့အတူချင်းကစားတဲ့မူလအဲ့ဒီပိုင်ရှင်အပေါ်ငွေ10သိန်းအကျွေးတင်တယ်တလအတွင်းအကျွေးမဆက်နိုင်တော့ကြောင့်အဲ့ဒီခြံထဲဒီတစ်ထက်တိုက်လေးကို340တန်မိုးထားပြီးဥပမောထားနောက်ထပ်ငွေ330ယူပြီးတရုံဝေရောင်းချလွှဲပြောင်းပေးခြင်းဖြင့်အချောင်ရသောခြံထဲတိုက်ရင်ဖြစ်တယ်ရောင်းချသူမူလပိုင်ရှင်ကဥပမောကိုမလွန်ဆန်ရဲသောကြောင့်မတန်ရေးချမတန်ဖြင့်ရောင်းချရခြင်းဖြစ်တယ်တကယ်လို့သာအချိန်ထက်ရရင်သူ့အပေါ်တင်ရှိနေသောအကျွေး10သိန်းကိုဆက်နိုင်မယ်သူဖြစ်တယ်ဒါပေမဲ့တလားအတွင်းဆက်ရမယ်လို့ဥပမောကရစတန်ကြောင့်ငွေရှာချိန်မရလိုက်တော့ပဲခြံထဲတိုက်ကိုပေးဆက်လိုက်ရတာလည်းဖြစ်တယ်ပိုင်ရှင်ကဥပမောရဲ့တခုံးသောစကားကိုမလိုက်နာပဲနေလိုက်ရင်တော့တနေရရမှမတော်တဆတခုခုနဲ့တေဝဲဝင်ရမည်ကိုနားလည်ထားတဲ့သူဖြစ်တယ်ဥပမောရဲ့တခုံးလေးသောစကားဆိုသည်မှာတေရမင်းဖြစ်ကြောင်းသူတို့လောကသားတွေနားလည်ထားပြီးသားဖြစ်ပါတယ်ဥပမောကနေမနီစီကမှုရန်ကုန်နဲ့ကင်းနေသူမဟုတ်ကိစ္စရှိတဲ့ရန်ကုန်ကိုလာနေကြောင်းဖြစ်တယ်အဲ့ဒီခြံနဲ့အဲ့ဒီတိုက်မှာဥပမောကအဆောင်တလုံးဝတယောက်နဲ့မာလီတယောက်ခန့်ထားတယ်အခုလဲပရင်းပေါက်ကတဆင့်မာလီကနှင်းစီပင်တွေကိုမြေစရီရေလောင်းလုံးဆောင်နေသည်ကိုလှမ်းမြင်ရတယ်စောင်းအကုံတွေအကူတပေါင်းမင်းလွင်မြူရသည့်ချိန်မှာနှင်းစီတွေကြားစားပြုတ်တော်လေမာလီရဲ့အပြုတ်အပြင်ကောင်းမွန်မှုကြောင့်နှင်းစီပွဲနေပွင့်စေအာဇေဆိုပြေလန်းဆန်းနေမြေရှိခြင်းကိုဥပမောသဘောကျကျေနပ်စွာလှမ်းကြည့်နေတယ်ဒီမဲ့ကိုပါမောအော်မောနောက်မှကပ်ပြီးဒေါ်ရီမွန်ရဲ့ခေါ်တန်းကြောင့်ဥပမောဒေါ်ရီမွန်ကိုမျက်နှာချင်းဆိုင်လိုက်တယ်လာပါထိုင်မအောင်ကိုမောထိုင်ဆိုထိုင်ပါပြီဗျာ
ကဲဆိုတပီချောဘာဖြစ်လာလို့လဲဘာလို့ကျင်နေလို့ပူစားလို့လဲဘာမှမပူစားဘူးကိုမောဒါပေမဲ့ဖြစ်တာတော့ဖြစ်လာတယ်ဆိုဖာမအတီးတီးထိုင်ကြတယ်ဆိုပါဦးမောတင်းငိမ့်ဆိုတာလူပြတ်တယ်မဟုတ်လားအဲ့ဒီသမီးကသူ့တတီရဲ့အုပ်ကိုကြော့နေတော့အောင်ကျော်မင်းဟာသူ့အဖေ2ယောက်နဲ့ပပလီကာကားနဲ့ရောက်လာတယ်တဲ့ကိုမောအောင်ကျော်မင်းဆိုတာငကိုကလေးကအတိလားသိတယ်ကိုမောဟိုတော့ကသမီးရဲ့ boyfriend တယောက်ဆိုပါတော့သူမိဘတွေကအရာရှိကြီးကြီးမားမားတွေရပဲအဲ့တော့ဘာဖြစ်လဲဆိုပါဦးသမီးလေးဒေဝီကိုကားတင်ပြေဖို့အတင်းဆွဲလာရန်လာလုပ်တဲ့ဖះသုံးစုမှာလိုက်နေရပြီမဟုတ်လားအဲ့တော့အခုသမီးရန်ကုန်ကိုရောက်လာတော့အရယူတဲ့သဘောပေါ်လေအဲ့ဒီနေရာမှာဒေါ်ရီမွန်ကသမီးရဲ့ဂုံတိတ်ခါအတွက်စကားကိုလှည့်ပြီးပြောချင်းဖြစ်တယ်အောင်ကျော်မင်းရဲ့တကယ်အမှန်ကြံစီချက်ကိုဖွင့်ပြောရင်ပထွေးရမြင်တဲ့သမီးလေးရပေါ်အထင်အမြင်သေးသိမ်မှာစိုးသောကြောင့်လည်းဖြစ်ပါရီရေပူရာအဖြစ်သမီးလေးဒေဝီကိုဘေးလူတွေအမြင်မှာဆက်လူဆက်ကောလက်ကောမိန်းကလေးလိုမြင်ကြမှန်ဒေါ်ရီမွန်ကိုယ်တိုင်လည်းသိနေတယ်ဒေါ်ရီမွန်ဟာကားတင်မှုစူးစမ်းတဲ့ဆိုတာကလွဲပြီးတော့ဖြစ်ပျက်ခဲ့ပုံတွေကိုဥပမာကိုပြောပြလိုက်တယ်အဲဒီတော့ကိုဘာလို့ပေးရမလဲမောဒီကောင်လေးရဲ့မိဘတွေစီမှာကိုဟာဖခင်နေနဲ့လက်ထပ်လိုက်ကြဖို့သွားပြောပေးစီခြင်းသလားကြီးကြီးမားမားအရာရှိရဲ့သားဆိုတော့လည်းမစိုးပါဘူးအိုးမဟုတ်တာသမီးလေးကဒီအောင်ကျော်မင်းကိုနှစ်မှမနှစ်သက်တာအောင်ကျော်မင်းကလည်းမိဘအရှိန်နဲ့စိုးတိတ်ပြီးအခုထိ10တန်းတောင်မအောင်သေးတဲ့ကောင်လေးပဲဒေဝီလည်း10တန်းမအောင်ပါဘူးဘာပြောတယ်ကိုမောဒါသမီးလေးကိုရှင်ကအထင်သေးအမြင်သေးပြောတာလားဥပမာချော်လဲရောထိုင်ရှိလိုက်တဲ့ဒေဝီကိုအထင်မသေးပါဘူးမောရဒေဝီကျောင်းပညာတွေမိုးထီအောင်တက်မြောက်ဖို့လည်းမလိုပါဘူးဒေဝီရုပ်ရည်ကတနေ့ကျရင်ကြီးပွားချမ်းသာမယ်ရုပ်ရည်မျိုးပါမောနဲ့တူလို့လေဒေါ်စမ်းမကိုမောအခုမောပြောနေတာတစ်မျိုးပါအောင်ကျော်မင်းရဲ့အပြုအမူကစော်ကားရာရောက်တယ်အနိုင်ကျင်းတဲ့သဘောလေးတက်ရောက်တယ်ဟုတ်ပြီဒါဆိုကိုကဒီကောင်လေးကိုမှတ်လောက်သားလောက်အောင်ဆုံးမပေးရမလားရတယ်မောကိုနဲ့တူအောင်နိုင်တို့အဖွဲပါလာတာပဲအောင်နိုင်တို့ကရန်ကုန်မှာကျွမ်းမိတာပဲမလိုပါဘူးမနေ့ပြန်တပတ်ပဲဖះသုံးစုကိုပြန်တော့မှာပဲဟာအလကားစရာတွေရှုံနေမယ်နောက်ပြီးအောင်ကျော်မင်းတို့အဖွဲ3ယောက်စလုံးကိုဒေဝီကိုစားကောင်းလေးတယောက်ကဝင်ဆုံးမလိုက်တာအောင်ကျော်မင်းတို့တော်တော်နာသွားတယ်တဲ့ဟုတ်ပါလားတင်းငိမ့်တုတ်တန်ထဲမှာကြောင်းဝင်ခဲ့တယ်လို့ရှိတဲ့လားတိုက်ဆိုင်မှုပေါ်ကုံမောအဲ့ဒီကဲတဲ့ကောင်လေးကလေတုတ်တန်တွေကသူ့အမေရဲ့အုပ်ကိုလာပြီးတော့ကတော်ရင်တန်ရှင်းရေးလုပ်ရင်စောပြီးရောက်နေနေတာတဲ့ဒါဆိုဒီကောင်လေးမစိုး3ယောက်နဲ့1ယောက်အနိုင်ချနိုင်နေဆိုတာလေအဲ့ဒီကောင်လေးကဘသူတဲ့လေမောကြားနာတဲ့ဟင်ဆိုဖာနောက်မှကင်းကိုက်လိုက်သလားမှတ်ထင်ရအောင်ဥပမောကဟေးလို့အော်ရင်ဖင်ကြွတက်သွားလေတော့တယ်ဒါဘာဖြစ်သွားတာလဲကုံမောနာမည်ကကြားနာဆိုလို့အစမ်းမလာဆိုပြီးအံ့ဩသွားတာပါတကယ်တော့ဥပမောကမနေ့ကပင်ဥပဆိုအိမ်ကိုသူတယောက်တည်းသွားခဲ့သေးတယ်ဥပဆိုနဲ့ဥပမောကပူပေါင်းဆောင်ရွက်ခြင်းမရှိစီကမှုလုံငန်းတူလိုင်းတူခြင်းမို့တီကျွမ်းနေကရန်ကုန်ရောက်ခိုက်ဥပဆိုအိမ်ကိုခရီးကြုံဝင်ရောက်ခြင်းသာဖြစ်တယ်ဥပဆိုကပေါင်တစ်ဖက်တန်ရအကင်းမသေးသေးပဲထော်နင်းဒုတ်ကောင်းနဲ့တွေ့ရလို့မေးကြည့်တော့အချင်းချင်းတွေမို့ဥပဆိုကသူခံလိုက်ရပုံကိုပြောပြတယ်ဥပဆိုထံငွေ10သိန်းဓမြတိုက်သွားပြီးပေါင်တစ်ဖက်ကိုတနက်အသေးစားလေးနဲ့ပြစ်သွားသူကဘသူလေးလို့ဥပမောကမေးတော့သူ့နာမည်အမှန်ဘာမှန်းတော့မသိဘူးသူ့ကိုယ်သူကြားနာလို့ပြောသွားတာပဲလို့ဥပဆိုကပြောပြတယ်အခုတိုက်ဆိုင်ဒေဝီနဲ့ပတ်သက်ပြီးထပ်မံကြားလိုက်ရလို့ဥပမောတအံ့တအောဖြစ်သွားခြင်းပဲဟုတ်တယ်ကုံမောဒါပေမဲ့ကြားနာသူတကယ်အမိမှန်တော့ဟုတ်မယ်မထင်ဘူးသူရင်ထဲမှာနာကြီးတာတခုခုဆွဲလန့်ပြီးသူ့ကိုယ်သူကြားနာလို့ပြောတာမျိုးထင်ပါတယ်အဲ့ဒါသမီးကိုအဲ့ဒီကောင်လေးကသူ့ဝတ်ထားတယ်စပိုးရှက်ကိုချွတ်ပြီးသမီးကိုဝတ်စီတာတဲ့အဲ့ဒါသမီးကသူ့စပိုးရှက်ကိုကောင်လေးစီပြန်ဖို့ပေးခြင်းနေတဲ့ကုံမောအေးသွားပြန်ပေးတင်တာပေါ့ဒါဆိုဒေဝီကအဲ့ဒီကောင်လေးရဲ့အိမ်လိပ်စာကိုသိတယ်ပေါ့လိပ်စာတော့မသိခဲ့ဘူးဒါဖြင့်ဒီလိုလီကုံမောကောင်လေးကတုတ်တန်ကသူ့အမေရဲ့အုပ်ကိုဘေးမှာဒီနေ့အဖို့မိုးချုပ်တဲ့အထိနေမှာတဲ့ဒါဆိုတုတ်တန်မှာသွားပြီးထပ်ပြီးရမှာပေါ့အဲ့ဒီအတိုင်းမှာပဲကုံမောသမီးကအန်ကယ်မောပဲသွားစရာရှိသေးလေမပြောတတ်ဘူးတဲ့သွားစရာရှိရင်ကုံမောပြန်လာမှပဲသူတုတ်တန်ကိုသွားမယ်တဲ့ဥပမောတခဏစဉ်းစားတယ်အလုပ်ကိစ္စနဲ့သွားစရာရှိနေတာကိုစဉ်းစားတာတော့မဟုတ်ဘူးကြားနာဆိုတဲ့ကောင်လေးရဲ့ပေါ်မှာဥပမောကတော်တော်ကြီးစိတ်ဝင်စားမိလာတာကြောင့်စဉ်းစားတာလည်းဖြစ်တယ်အခုဥပမောရဲ့လက်ထဲမှာအောင်နိုင်လိုလူတွေများနေတယ်မိမိခိုင်းသမျှကိုဘာမဆိုလုပ်ပေမယ့်လေတကယ်တမ်းမှာတော့အောင်နိုင်တို့ကညံရှိသူတွေမဟုတ်ဘူးပြီးတော့လက်နက်အားကိုအုပ်စုအားကိုနဲ့သာလှုပ်ဆောင်နိုင်သူတွေဖြစ်ကြတယ်ကိုပိုင်အုံတော်ကိုအသုံးမပြုတတ်ကြလို့တခါတရံလုပ်ငန်းမှာအမားမအယွင်းယွင်းတွေဖြစ်တတ်တယ်သွားစရာရှိလေကိုမော်သွားလေအချိန်နဲ့ပြန်မရောက်လေကိစ္စမရှိပါဘူးမမနဲ့တမီတက္ကစီနဲ့သွားလိုက်မယ်ဟာမဟုတ်တာကိုဘယ်မှမသွားတော့ပါဘူးမကိုတိုင်းမတို့တားမိကိုလိုက်ပို့ပေးမယ်ဒါဆိုရင်တော့တိတ်ကောင်းတာပေါ့ဟုတ်ကဲ့ပါရှင်ဒီကနေ့ကျွန်တော်တို့ channel ရဲ့တင်ဆက်မှုကိုတော့ဒီလောက်နဲ့ပဲရန်အောင်ခွင့်ပြုပါနောက်ရက်မှာဒီဇလန်ရဲ့ဆက်ကိုထပ်မံတင်ဆက်မှာဖြစ်တဲ့အတွက်ဆက်လက်ဆောင်မျှော်နှားဆင်မှုပြောကြားရင်းနှုတ်ဆက်ချင်ပါတယ်နောက်ဆင်သူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်